你
กูก้อยผู้ยันไทยตันโดพยากูดันดาไว้กูโดยเมนมาอุดเทมาเบเมรันตูวันสิเลกูฮาเลลูยาโอ้กูโดกูเบกูGo
machine in a yachonte. Ain't no machine in a jaga. No to die you go me. Chano yam machine in a yachonte. Ain't no machine in a jaga. No to die you go me. Chano yam machine in a yachonte. Ain't no machine in a jaga. No to die you go me. Chano yam machine in a yachonte. Ain't no machine in a jaga. Hallelujah. Oh, Dolly. Chano yam machine. Kudo yam mauto kudo ya do pasi chha chumado. Ain't no machine. Ayen Jesus, alwasong pite. Amen. Hallelujah. Chano yam machine in a yachonte. Indo masini chika. Machine in a jaga. Oh, darling God, darling God, Chano yam machine in a yachonte. Indo machine in a jaga. Hallelujah. Chano darling God. Chano yam machine in a yachonte. Ain't no machine in a jaga. Chano darling God. Chano yam machine in a yachonte. Ain't no machine in a jaga. Chano darling God. Amen. Hallelujah. Yes, and the tomorrow at all was so good. I am in mouth of it. Good. I am in mouth of it. Amen. Oh, good. I am in mouth of it. Hallelujah. Lama Baba. Tamira tu pama shike. Oh, bada ko mama long na ina. Hallelujah. Kuro miền màu đỏ cho ma đỏ. Ta yêu con để miền màu đỏ bé bé. Hallelujah. Mapiang le, cici merah de cuma roku. Oh, merah cindi de piang. Isu mapiang le cindi
တူဆုံးတဲ့မြေတာနဲ့အမြဲတမ်းချစ်နေတူယေရှုကျွန်တော်တို့ကောင်းမြတ်ဆုံးသူနိုင်လို့မရတဲ့မြေတာရှင်ကျွန်တော်ဝိစွမ်းခေါ်နာဘုရားနဲ့မဖြစ်နိုင်မနိုင်တဲ့အရာတွေယေရှုဖျားရဲ့မျက်မှောက်ပါမယ်ဝိညာဉ်ကိုယ်နဲ့ဖြစ်တည်လို့ဖြစ်နိုင်တော့ရမရှိဘဝမှာမရှိယေရှုအတဲ့နဲ့လိုက်ခင်တမန်တရားခရစ်တော်ရာတွေအစေရွယ်ပိုက်တော်သူကျွန်တော်ရဲ့ဘက်မှာရှိနေပါတော့ဘဝဟာပြီးဝါပြီးမို့ရှင်မလို့တိုက်ပြေဆုံးလို့ရမောက်တော်ထဲမှာကျွန်တော်ရှိနေခြင်းတွေပြုံးနေကြမှာအောင်မြင်ခြင်းတွေရရှိစေယေရှုဖျားရဲ့မျက်မှောက်မှာဝိညာဉ်ကိုယ်နဲ့ဖြစ်တည်လို့ဖြစ်နိုင်တော့ရမရှိလေဘဝမှာရှိတဲ့ယေရှုအတဲ့နဲ့လိုက်တဲ့တမန်တရားအတဲ့တော်ရာတွေအစေရဲမိုက်တာသူကျွန်တော်ရဲ့ဘက်မှာရှိနေပါတော့ဘဝမှာပြေဝါHallelujah, Kuroko Jesu dene. Kuro yeme maudo ka chumaro atoni yesim ta ajiti sung do aya phete. Amen. Alo asung do aya phete. Amen. Suine goine. Le lok maya de kuro me maudo be phete. Eti me maudo thema chumaro atet taw ni yesim ta soi kho ma. Atanda sungro kudo ye me maudo ku be phisi ro mu ba. Amen. Hallelujah.
ကိုရောကိုဂျေဇုတင်တဲ့ဒီငယ်မှာကျမတို့နဲ့တူပါရှိတော့ကျန်ကိုရောကိုဂျေဇုတင်တဲ့ဆက်လက်တူပါရှိတော်မူပါကျမတို့အလဲမှာစကားပြောတော်မူပါအာမင်လှူရှာတော်မူပါအာမင်တန်ရှင်တော်ဝိညာဉ်တော်ကိုဆက်လက်ဦးဆောင်တော်မူပါအာမင်တန်ရှင်တဲ့အချင်းနိုင်မြေကိုရောလဲဟောနာအနန္တခါမှာတပါတီတော်တာတော်စေဆုခေတော်ခေတော်ရဲ့နာမတော်ကိုမြတ်ဖို့လေဆုတောင်းစကအနာပါမြန်ဆုံတော်ထောက်လာဘုရားသခင်အာမင်哈利路亚！亲们亲过归亲，马把文家的偏大的面啊，要亲些把马偏听啊，这些木家大约东表巴士。ဆက်လက်ပြီးတော့ဒီဖျားကြောင့်မှာပထမဆုံးပါဝင်ချင်းဖြစ်ပါတယ်ဆိုတဲ့သူရှိမတည့်ရပေးလို့ရမလားမတည့်ရပင်ကောင်းကြီးပေးချင်တယ်ပေါ့နော်ဖျားသားသမီးများဖျားခင်ကောင်းကြီးပေးပါစေဆိုပြီးတော့အသုံးချိန်ဝင်ခံကြရအောင်ဖျားသားသမီးများဖျားခင်ကောင်းကြီးပေးပါစေဖျားသားသမီးများတရားသားများဖျားရှင်ကောင်းကြီးပေးပါစေ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပြန်ထိုင်လို့ရပါပြီ။ဆက်လက်ပြီးတော့စီစဉ်နိုင်သွားမယ်ပေါ့နော်။လူငွေအတွက်ပေါ့နော်။စူတောင်းပေးမယ်ဦးဆောင်ပြီးတော့လည်းကောင်းဝေကောက်ခါမဲ့သူများပြီးလို့ရှိရင်တပိနိုင်တော်အဖြစ်ပါဝင်မဲ့ဦးဆောင်တော်လည်းကောင်းအားလုံးလက်ခုပ်တီးလက်ကျူဆိုကြရအောင်။လူငွေအတွက်ဆုတောင်းရအောင်နာတကုနဲ့ပြည့်စုံတော်ဘုရားကိုရောကိုချီးယူတင်နေဒီနေ့တရပြည့်တဲ့ကိုရောကျွန်တော်တို့တော်ရခရနိုင်မှာသူပါရှိပြီးတော့ကိုရောကိုချီးယူတင်နေဒီနေ့ငယ်နေမှာကိုရောနာမတော်ကိုချီးမွမ်းကိုကိုဖို့ချိန်နိုင်တော့ကိုပြင်ဆင်ပြီးတော့ကိုရောကိုချီးယူတင်နေဒီနေ့ငယ်နေမှာလည်းကိုရောကိုအပြုတ်ကိုဖို့လာတဲ့အချိန်မှာခန္ဓာစိတ်ဝိညာဉ်မကဘဲနဲ့ကိုရောပြည့်တဲ့ကောင်းချီးများတဲ့မှာကိုရောနိုင်ငံတော်အတွက်နိုင်ငံတော်လူမျိုးကိုရဆောင်လာပါတယ်ကိုရောဒီလူတော်မြောက်ကိုအတုံးပြတဲ့နေရာမှာပိတ်တဲ့တုံးပြတော်မူပါကိုရောမချမ်းမတော်တို့ချမ်းမချီတော်လူတော်ဝင်မြတ်ဖြစ်စီတော်မူပါကိုရောနိုင်ငံတော်ခြေပြန့်စေဖို့ကိုရောဘုန်းတော်တင်ရှားစေဖို့အတုံးပြတော်မူပါဒီကံတော်တို့ရောက်ချင်းစေတိုင်းမှာလည်းကိုရောလုပ်ငန်းကိုင်ကံမှာလည်းကိုရောတည်ရက်မကဒါရွေးကောင်းချီးများထွန်းလောင်းပြတော်မူပါလုပ်ငန်းကိုင်ကံမှာလည်းအစဉ်ပြေခြေတော်ဒီကံချင်းမြတ်ဖြစ်စီတော်မူပါယေရှုနာမကိုမြင်ပြလဲဆုတောင်းစက္ကန့်နဲ့ပါပြတဲ့ခင် Love
ဖျားရှင်ကောင်းကြီးပေးပါစေနာနေရာကဏ္ဍအတီးတီးမှာပေါ်ကြတဲ့ဖျားသားသမီးဖျားခင်တာရွေးသုံးပြပါစေဆက်လက်ပြီးတော့တရားဒေသနာအတွက်ဆရာမကျင်းတို့ကိုလက်ခုပ်တီးပြီးတော့ကြိုဆိုကြရအောင်သူပဲကျေးဇူးတင်ပါတယ်ဒီကနေ့ဟာဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဖျားခင်ကိုချီးမွမ်းခွင့်ရတာဟာဖျားခင်ကျေးဇူးတော်ကြောင့်ဖြစ်တယ်ကျမတို့အခုချိန်မှာဆိုလို့ရှိရင်ကျမတို့ရဲ့ပတ်ဝန်းကျင်ကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါရေးနာရေးအယမ်းများတယ်ကျမတို့လူမျိုးထဲမှာဆိုလို့ရှိရင်တိုးတော်ညာလည်းပဲဒီမှာပေါ့နော်ဖျားခင်နာမတော်ကိုချီးမွမ်းဖို့သူမျက်မှောက်တော်ကိုရှာဖို့ရန်ရွေးချယ်ကြတဲ့ညီကိုများရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်သူတစ်ဖြစ်ပေါ့နော်ဒီမှာရှိတဲ့မိတ်ဆွေဘောနော်လေမယန်းရောက်လဲတကယ်ပဲကျေးဇူးတင်တယ်မြန်မာစီစဉ်မှာတစ္ဆာရှိပါဝင်ပေးလို့တကယ်ပဲကျေးဇူးတင်တယ်အဲ့လိုမျိုးပါဝင်ခြင်းအဖြစ်ကျမတို့တကယ်ပဲနှွေးထွေးတယ်လို့ခံစားရတာဖြစ်တယ်ကျမတို့မြန်မာစကားဆိုရင်ကျမတို့တိတ်မသုံးဘူးအင်္ဂါနေ့လောက်ပဲသုံးတယ်ပေါ့နော်ခောက်ထားတယ်ကျန်တဲ့ရက်တွေဆိုရင်ခောက်ထားတယ်လို့မျိုးဖြစ်တဲ့အခါမှာတကယ်ပဲတခါတလေကြာရင်တကယ်ပဲကြောက်တယ်ပေါ့နော်တော်တော်ညာလည်းပဲဖျားခင်ကဒီကနေ့ထိကျမတို့မြန်မာစီစဉ်ကိုအတူပါရှိလမ်းပြပေးတယ်တရက်မှပေါ့နော်ကျမတို့အစီအစဉ်ရှိတဲ့ရက်ကလွဲလို့တရက်မှမပြတ်ကွက်ပဲနဲ့ဖျားခင်ကိုချီးမွမ်းဖို့ရန်ဖျားခင်ပင်စင်ပေးတဲ့အတွက်ကြောင့်ဖျားရှင်နာမတော်ကိုထိုးပဲချီးမွမ်းပါတယ်ဒီကနေ့ကျမတို့တင်ဟုတ်ဆရာဟာဆိုလို့ရှိရင်မပါဝင်နိုင်ဘူးကျမတို့ရဲ့ senior pastor ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်နာရေးတစ်ခုရှိတဲ့အခါမှာသူကအဲ့ဒီနေရာမှာမပါဝင်လို့မဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီကနေ့မပါဝင်နိုင်ဘူးဆိုမပါဝင်နိုင်ဘူးလို့ကျွန်မအသိပေးချင်ပါတယ်ပြင်ချင်လို့ပေါ့နော်ပို့ဆိုးသွားတယ်โอเคကျမတို့ဖျက်ရှင်ကောင်းမြတ်ပါတယ်ဆိုပြီးတော့ဖျက်ရှင်ကောင်းမြတ်ခြင်းအကြောင်းကိုကျမတို့၃ချိန်ကြွေးကြော်ရအောင်အားလုံးစင်သင်ဖြစ်ပြီလားโอเคတူတကွကြွေးကြော်ရအောင်ဖျက်ရှင်ကောင်းမြတ်ပါတယ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 ်ကျမလုပ်ငန်းပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျမလုပ်ငန်းအပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျမလုပ်ငန်းအပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျမလုပ်ငန်းအပေါ်မှာအာမင်ကျမတို့တက်တာထဲမှာဖျားရှင်ကောင်းမြတ်ခြင်းအကြောင်းကိုပေါ့နော်ကျမတို့ခံစားသည်ဖြစ်စေမခံစားရဘူးဆိုရင်လည်းကျမတို့ကကြွေးကြော်ဖို့ကျမတို့ရဲ့တာဝန်ဖြစ်တာဖြစ်တယ်ကျမတို့ကြွေးကြော်လေးဖျားရှင်ကောင်းမြတ်ခြင်းအကြောင်းကိုကျမတို့ပို့ပြီးတော့ခံစားလာရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ပေါ့နော်ကျမတို့အမြဲတမ်းဝန်ခံဖို့ကျမအထူးပဲခွန်အားပေးချင်ပါတယ်အာမင်ကျမဒီနေ့ကျမတို့ကပတ်တော်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကတော့60ခုမြောက်သောစာလံအပိုင်ငယ်14နဲ့15ပေါ့နော်14နဲ့15ကျမအထူးကူကားပြီးတော့ကျမဝင်ငှချင်ပါတယ်မဖြစ်လို့လဲဆိုလို့ရှိရင်ဒီနောက်ကပတ်တော်ကကျမတို့ Bible Study မှာလည်းသုံးတယ်ပေါ့နော်ဟိုဘက်က Cell Group Bible Study မှာကျမတို့သုံးတဲ့အခါမှာဘုရားခင်ရဲ့စကားပြောခြင်းကျမထူးပဲပြန်လဲပြီးတော့ခံစားရတဲ့နှုတ်ကပတ်တော်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ဒီနှုတ်ကပတ်တော်အဖြစ်ကျမတို့ဆင်ခြင်နှလုံးသွင်းရအောင်ကျမ်းစာပါတယ်ဆိုလို့ရှိရင်ပေါ့နော်ကျမတို့အတူတကွဖတ်ရအောင်တကယ်လို့အဆင်ပြေမယ်ဆိုလို့ရှိရင် PowerPoint ကလည်းကိုငယ်ဖွင့်ရန်ခေါ်ဖက်ချင်ပါတယ်60ခုမြောက်သောစာလံအပိုင်ငယ်14နဲ့15ပေါ့နော်60ခုမြောက်သောစာလံအပိုင်ငယ်14နဲ့15တူတကွဖတ်ရအောင်သူဒီငါကိုချစ်တော်ကြောင့်သူကိုငါကယ်နှုတ်မိငါ၏နာမကိုတည်တော်ကြောင့်သူကိုငါချီးမြှောက်မိသူဒီငါကိုခေါ်တော်အခါငါထူးမိဒုက္ခခံရသောအခါသူဘက်မှငါနေ၍ချမ်းသာပေးမိသူ၏ဘုန်းကိုလည်းထင်ရှားစေမိအာမင်ဆရာကဘောနော်နှုတ်ကပတ်တော်ဝင်ငါဖို့ပြောတဲ့အခါမှာကျမဘာဝင်ငါရမလဲလို့စင်ချင်နှလုံးသွင်းတဲ့အခါမှာပေါ့နော်ဒီဟိုဘက်ကကျမခွန်အားရတဲ့နှုတ်ပတ်တော်ဆိုပြီးတော့အဲ့ဒီဟာကိုကျမခြေခံပြီးတော့ဝင်ငါမယ်ဆိုပြီးတော့ကျမစဉ်းစားတယ်ပေါ့နော်စဉ်းစားတဲ့အခါမှာတူပဲဖြစ်မယ်ဆိုပြီးတော့ကျမ
ဖုန်းထဲမှာပေါ့နော်ကျွန်မရေးလိုက်တယ်ပြီးတဲ့အခါမှာကျွန်မ print ကြည့်တဲ့အခါမှာ4 မျက်နှာလောက်ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့မကြဘူးပေါ့နော်မကြအောင်ဟောပါမယ်လို့အာမင်စစ်တိုင်မထိုးခင်ကျွန်မတို့အဆုံးသတ်ရအောင်အဲ့ဒီအတွက်ကြောင့်ဖခင်နှုတ်ကပတ်တော်အတွက်ကြောင့်လည်းကျွန်မထူပဲကျေးဇူးတင်တယ်ကျွန်မတို့အခုဖတ်ရတဲ့နှုတ်ကပတ်တော်ထဲမှာကျွန်မတို့ကြည့်တဲ့အခါမှာခေါင်းစဉ်3မျိုးအနေနဲ့ကျွန်မရွေးချယ်ထားတယ်အဲ့ဒီထဲမှာဘာတွေ့ရလဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ချစ်ချင်းကိုတွေ့ရတာဖြစ်တယ်သူတွေငါ့ကိုချစ်တော်ကြောင်းပေါ့နော်ချစ်ချင်းမေတ္တာကြောင်းတွေ့ရတယ်ပြီးတဲ့အခါမှာနံပါတ်2ငါ၏နာမကိုတည်တော်ကြောင်းတည်ချင်းအကြောင်းအရာကိုကျမတို့တွေ့ရတာဖြစ်တယ်ကျမတို့သူ့ရဲ့နာမကိုတည်ချင်းအားဖြင့်ကျမတို့တက်တာထဲမှာဘာတွေထူးခြားမလဲပေါ့နော်ကျမတို့ဆက်လက်ပြီးတော့ကျမတို့ကြည့်ရအောင်နံပါတ်3အနေနဲ့ခေါ်ချင်းပေါ့နော်သူတွေငါ့ကိုခေါ်တော့အခါဆိုပြီးတော့ပေါ့နော်ခေါင်းစဉ်3မျိုးကျမရွေးချယ်ထားပါတယ်ဒီထဲမှာဆိုလို့ရှိရင်နံပါတ်1အနေနဲ့ချစ်ချင်းကျမချစ်ချင်းမေတ္တာပေါ့နော်ချစ်ချင်းမေတ္တာအကြောင်းကျမသွားချင်တယ်ဒီထဲမှာဆိုလို့ရှိရင်ဖျားခင်ကကျမတို့တက်တာထဲမှာသူတောင်းတတဲ့အရာပေါ့နော်တိတ်မများဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့လုံနိုင်တာကျမတို့အနေနဲ့ဖျားခင်အတွက်ကျမတို့ပေးဆက်နိုင်တာဘာမှမရှိဘူးတိုးတော်ညာလဲပဲဒီ60ခုမြောက်သောစာလံထဲမှာဖျားခင်ကသူအလိုရှိတဲ့အရာကိုကျမတို့တက်တာထဲမှာပေါ့နော်သူဘာတွေအလိုရှိလဲသူကဘယ်ຢာတွေကိုနှစ်သက်လဲဆိုတဲ့အရာကိုဒီမှာတွေ့ရတာဖြစ်တယ်ဒီထဲမှာဆိုလို့ရှိရင်သူကချစ်ချင်းမေတ္တာကိုလိုချင်တဲ့ဘုရားခင်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်အာမင်ကျမတို့တက်တာထဲမှာတော့အယံပဲခံစားတယ်အိုးဘုရားခင်ကငါ့ကိုချစ်တယ်ဘုရားခင်ကငါ့ကိုချစ်တဲ့အတွက်ကြောင့်သူ့ရဲ့သားတော်ကိုစေလွတ်ပြီးတော့ပေါ့နော်ငါအတွက်သေခံတယ်ငါအတွက်ပေးဆက်တယ်ဆိုပြီးတော့ဘုရားခင်ရဲ့မေတ္တာတော်ကိုကျမတို့သိတယ်သိတဲ့အတိုင်းပဲဖျားခင်ကလည်းကျမတို့တက်တာထဲမှာဘာလို့အပ်လဲဆိုလို့ရှိရင်ဘာလို့ချင်လဲဆိုလို့ရှိရင်ကျမတို့အနေနဲ့သူ့ကိုပြန်လဲပြီးတော့ချစ်ဖို့ရန်ဖျားခင်လိုချင်တာဖြစ်တယ်ကျမတို့သမီးကြီးစားတော်လည်းကောင်းပါနော်မိသားစုထဲမှာကျမတို့အချင်းချင်းချစ်ဖို့လဲကျမတို့လိုအပ်တဲ့ကဲ့သို့ပေါ့နော်ဘယ်လိုလဲချစ်သူတွေကြားမှာလဲပေါ့နော်သူတို့ကဘယ်လိုလဲအချင်းချင်းအပြန်လန်ချစ်ချင်းမေတ္တာလိုအပ်တယ်ပေါ့နော်တကယ်လို့များယောက်ျားလေးဘက်ကပိုချစ်ပြီးတော့မိန်းကလေးဘက်ကတိတ်မချစ်ဘူးဆိုရင်လည်းတိတ်အဆင်မပြေဘူးလေနော်နှစ်ဖက်စလုံးကချစ်မကြိုက်မလင်မယားဆိုတာဖြစ်လာနိုင်တာပေါ့နော်ထိုနည်း၎င်းပဲဖျားခင်ကလည်းကျမတို့ကိုခေါ်တဲ့အခါမှာသူကကျမတို့ကိုချစ်တာမှန်တယ်ကျမတို့ကိုချစ်တဲ့ကဲတော့ကျမတို့အနေနဲ့လည်းသူ့ကိုပြန်လဲပြီးတော့ချစ်ပြီးတော့သူ့ကိုမေတ္တာပေးဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ဖျားခင်ကတစ်ဖက်တဲ့အိုးငါကနင့်ကိုချစ်တယ်နေ့အတွက်ငါပေးဆက်တယ်နေ့အတွက်ငါသားတော်ကိုပေးတယ်အသွေးတော်သွန်းတယ်ဆိုပြီးတော့ဖျားခင်ကသူ့အနေနဲ့ပေါ့နော်သူလုံနိုင်တဲ့အရာတွေကိုလို့တုံညာလဲပဲကျမတို့အနေနဲ့အဲ့ဒီအရာကိုလက်မခံဘဲနဲ့ပေါ့နော်ဟုတ်ပါမလားတကယ်လားတကယ်ဖြစ်ပါမလားဆိုပြီးတော့ကျမတို့ဘယ်လိုလဲမယုံကြည်ဘူးဆိုလို့ရှိရင်ပေါ့နော်ကျမတို့ ਨੇ ဖျားခင်အချစ်ချင်းမေတ္တာကျမတို့ရဲ့အဆက်အသွယ်ကပေါ့နော်မတည်မြဲနိုင်ဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့အနေနဲ့ဖျားခင်ကပေါ့နော်သူ့ကိုပြန်လဲပြီးတော့ချစ်ဖို့ဖျားခင်ကလိုတော့ရှိတာဖြစ်တယ်အာမင်မဖြစ်လို့လဲဆိုလို့ရှိရင်ဖျားခင်ကကျမတို့ကိုအရင်ဦးဆုံးချစ်တဲ့ဖျားခင်မေတ္တာအရင်ဦးဆုံးပြတဲ့ဖျားခင်ဖြစ်တဲ့ဆိုတဲ့အရာကိုတိယောခန်းကြီးလေးအငယ်16 19မှာကျမတို့တွေ့မြင်နိုင်တာဖြစ်တယ်မိတ်ဆွေအနေနဲ့ပြောမယ်ပေါ့နော်။အိုးငါကဖျားခင်မေတ္တာကိုငါမခံစားရဘဲနဲ့ငါကဖျားခင်ကိုဘလို့ချစ်မလဲ။တခါတလေကျရင်ကျမတို့စဉ်းစားတတ်တယ်ပေါ့နော်။ကဲတင်ချင်းအကြောင်းလဲထိုနည်း၎င်းပဲကျမတို့ကဲတင်ချင်းအကြောင်းကိုကျမတို့စဉ်းစားတဲ့အခါမှာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တကယ်ပဲလွယ်တယ်ကဲတင်ချင်းအကြောင်းကကျမတို့အနေနဲ့ပေးဆက်စရာလည်းမလိုဘူးပေါ့နော်။ကျမတို့ယုံကြည်ယုံမဲဆိုတဲ့အခါမှာတခါတလေကျရင်ယုံကြည်ဖို့အရန်ခက်တယ်ပေါ့နော်ဖျားခင်လှုပ်ဆောင်ခြင်းတွေပြီးတဲ့အခါမှာဖျားခင်ကျမတို့တက်တာထဲမှာတက်တည်မထူတဲ့အခါမှာဒီတိုင်းပဲယုံကြည်ဖို့အရန်ခက်တာဖြစ်တယ်ဒါပေမဲ့ဖျားခင်ရဲ့ချစ်ချင်းမေတ္တာကိုကျမတို့လေးလေးနက်နက်သိတဲ့အခါမှာအိုးဖျားခင်ကငါအတွက်တကယ်လှုပ်ပါလားငါအတွက်လည်းပါဝင်ပါလားဆိုပြီးတော့အဲ့ဒီမေတ္တာကကျမတို့ကိုဖျားခင်ကိုပြန်လဲပြီးတော့ချစ်စေတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်တိယောခန်းကြီးလေးအငယ်19မှာဆိုလို့ရှိရင်ဘာပြောထားလဲဆိုလို့ရှိရင်ဖျားခင်တွေငါတို့ကိုချစ်ချင်း
ချစ်တော်မူခြင်းမေတ္တာတွေငါတို့ဒီတည်ရွယ်ယုံကြ၏ဖျားသခင်ဒီချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ချစ်ခြင်းမေတ္တာ၌တည်တော်သူသည်ဖျားသခင်၌တည်၏ဖျားသခင်ဒီလည်းထိုသူ၌တည်တော်မူ၏ဖျားသခင်ဒီငါတို့ကိုရှေ့ဦးစွာချစ်တော်မူသောကြောင့်ငါတို့ဒီဖျားသခင်ကိုချစ်ကြ၏အာမင်ဒီထဲမှာဆိုလို့ရှိရင်ဖျားသခင်ဒီငါတို့ကိုရှေ့ဦးစွာချစ်တော်မူသောကြောင့်ဆိုတဲ့အရာကိုကျမတို့တွေ့နိုင်တာဖြစ်တယ်အာမင်ကျမတို့ဖျားခင်ကိုမချစ်နိုင်ဘူးဆိုလို့ရှိရင်ကျမတို့တေချာပြီးတော့ဘယ်လိုလဲစင်ချင်ပြီးတော့ဘောနော်အော်ဖျားခင်ကကိုဒီလောက်ချစ်ရဲ့သားနဲ့ငါဘာဖြစ်လို့မချစ်ရမှာလဲဆိုပြီးတော့ဘောနော်ကျမတို့ဖျားခင်ရဲ့ချစ်ချင်းမေတ္တာကိုစင်ချင်အောင်မေးတဲ့အခါမှာမချစ်ဘဲနဲ့မနေစေဘူးဘောနော်အဲ့ဒီအတွက်ကြောင့်ဖျားခင်ကိုမချစ်နိုင်သေးဘူးဆိုလို့ရှိရင်ဖျားခင်ရဲ့မေတ္တာကိုမခံစားနိုင်သေးဘူးဆိုလို့ရှိရင်ကျမတို့ဖျားခင်ချစ်ချင်းမေတ္တာကိုကျမတို့စင်ချင်နှလုံးသွင်းဖို့ရန်တကယ်ပဲလိုအပ်တာဖြစ်တယ်ဖျားခင်ကကျမတို့ကိုချစ်ချင်းဘယ်လိုပြလဲဆိုလို့ရှိရင်တိရောအခန်းကြီးလေးအငယ်9မှာဆိုလို့ရှိရင်သားတော်အဖြစ်ငါတို့ဒီအသက်ရှင်စေခြင်းကဖျားသခင်ဒီတပါးသီးသောသားတော်ကိုဤလောကသို့ဆေလွတ်တော်မူ၏တဲ့ပေါ့နော်ငါတို့ကိုချစ်တော်မူသောမေတ္တာတွေထင်ရှားလေရှိ၏ဒီထဲမှာဆိုလို့ရှိရင်သားတော်အဖြစ်ငါတို့ဒီအသက်ရှင်စေခြင်းကအာမင်ဖျားသခင်ရဲ့သားတော်ယေရှုအဖြစ်ကျမတို့ကအသက်ရှင်မယ်ကျမတို့အသက်ရှင်တဲ့အခါမှာဘယ်သူနဲ့ကျမတို့ပြန်လဲပြီးတော့တင့်မြတ်စေလဲဆိုလို့ရှိရင်ဖျားသခင်နဲ့ပြန်လဲပြီးတော့တင့်မြတ်စေတာဖြစ်တယ်ထိုကဲ့သို့ကျမတို့ပြန်လဲတင့်မြတ်ခြင်းအဖြစ်ဘုရားသခင်ရဲ့သားဖြစ်ရသောခွင့်ဘုရားသခင်ချစ်ချင်းမေတ္တာကိုခံစားရသောခွင့်ဘုရားသခင်ကိုအဖဆိုပြီးတော့ကျမတို့ကခေါ်နိုင်ရသောခွင့်ကျမတို့ရရှိနိုင်တာဖြစ်တယ်အဲ့ဒီအရာတွေကိုချစ်ခြင်းအဖြစ်ကျမတို့ရဲ့အသက်တာထဲမှာဘုရားသခင်ကကျမတို့သူ့ကိုမချစ်မိကြတဲ့ကပေါ့နော်ကျမတို့ကိုအရင်ချစ်တဲ့သူအရင်ဦးဆုံးမေတ္တာပြတဲ့ဘုရားခင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျမပြောချင်ပါတယ်ကျမတို့သမီးကြီးဆမှာဆိုလို့ရှိရင်ပေါ့နော်မြတ်တော်အဖြစ်ယောက်ျားလေးဘက်ကစတာများတယ်ပေါ့နော်ထိုနေ့၎င်းပဲကျမတို့တက်တာထဲမှာလဲကျမတို့ယုံကြည်သူတွေကိုနှုတ်ကပတ်တော်ကဘယ်လိုပြောထားလဲဆိုလို့ရှိရင်တင်တို့ဟာသူတို့သမီးဖြစ်တယ်ဆိုပြီးတော့ပြောထားတာဖြစ်တယ်ယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေပေါ့နော်ကျမတို့ကဖျားသခင်အတွက်သခင်ယေရှုအတွက်ကျမတို့ကဘယ်သူတွေလဲဆိုလို့ရှိရင်သူတို့သမီးတွေဆိုတဲ့အခါမှာသူတို့သားကဘယ်သူဖြစ်မလဲယေရှုပေါ့နော်အဲ့ဒီအတွက်ကြောင့်ဖျားသခင်ကလည်းကျမတို့ရဲ့သူတို့သားဖြစ်တဲ့အခါမှာသူကသူ့ရဲ့ချစ်ချင်းမေတ္တာကိုအရင်ဆုံးဖော်ပြတယ်ဖော်ပြတဲ့အခါမှာကျမတို့အနေနဲ့အဲ့ဒီဖျားခင်ရဲ့ချစ်ချင်းမေတ္တာကိုကျမတို့ကပြန်လည်ပြီးတော့လက်ခံဖို့လိုအပ်တာဖြစ်တယ်အာမင်ဒီထဲမှာဆိုလို့ရှိရင်ကိုစစ်တခုမြောက်သောဆန်လန်ပိုင်းငယ်စစ်လေခုနဖတ်တဲ့ကျမ်းပိုက်မှာပေါ့နော်သူဒီငါ့ကိုချစ်တော်ကြောင့်ဆိုတဲ့အခါမှာကျမတို့အနေနဲ့ဖျားခင်ကိုဘာလို့ဖို့လိုအပ်လဲချစ်ဖို့လိုအပ်တာဖြစ်တယ်အာမင်ကျမတို့ဖျားခင်ကိုချစ်ကြောင်းကိုကျမတို့ဘယ်လိုပြမလဲတချို့လူတွေကပြောမယ်အော်ဖျားခင်ကမြင်လဲမမြင်ရဘဲနဲ့ဘောနော်ဘယ်လိုမေတ္တာပြမလဲဆိုပြီးတော့တကယ်ပဲစိတ်ကူးရင်တဲ့သူတွေရှိတယ်ဘောနော်အဲ့ဒီလူတွေကလည်းတကယ်လဲဟုတ်တာဖြစ်တယ်ဘောနော်ကျမတို့အနေနဲ့ဖျားခင်ကမမြင်ရဘဲနဲ့ဘယ်လိုမျိုးကျမဖျားခင်ကိုမေတ္တာပြမလဲဆိုပြီးတော့ကျမတို့စဉ်းစားတဲ့အခါမှာကျမတို့ကဖျားခင်ကိုချစ်ကြောင်းဘယ်လိုပြမလဲဆိုလို့ရှိရင်ဖျားခင်နှုတ်ကပတ်တော်ထဲမှာဖော်ပြထားတဲ့အတိုင်းပေါ့နော်ကျမတို့ကအချင်းချင်းချစ်ဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်ကျမတို့ယုံကြည်သူချင်းမယုံကြည်တဲ့သူတွေကိုလည်းကျမတို့မေတ္တာပြခြင်းအဖြစ်ကျမတို့ကဖျားခင်ကိုချစ်ကြောင်းကိုဖျားခင်ကခံစားတာဖြစ်တယ်အာမင်ရှင်ယောဟန်ခန်းကြီး21အငယ်15ကနေကျမတို့ကြည့်တဲ့အခါမှာဖျားသခင်ကပေါ့နော်သူ့ရဲ့ချစ်ချင်းမေတ္တာပဲသူကပြချင်တာမဟုတ်ဘဲနဲ့ကျမတို့အနေနဲ့သူ့ကိုချစ်ကြောင်းတကယ်ပဲလိုချင်တဲ့ဖျားဆိုတဲ့အရာကိုပေါ့နော်ရှင်ယောဟန်ခန်းကြီး21မှာလည်းတွေ့ရတာဖြစ်တယ်ဒီထဲမှာဆိုလို့ရှိရင်ယေရှုနဲ့တပည့်တော်ပေတရုပေါ့နော်ပေတရုရဲ့တက်တာကိုတွေ့ရတာဖြစ်တယ်ဒီအထဲမှာဆိုလို့ရှိရင်ပေါ့နော်ယေရှုကသူကနောက်ဆုံးပေါ့နော်သူရဲ့နောက်ဆုံးအချိန်လဲရောက်နေပြီပေါ့နော်အဲ့ဒီခါမှာသူရဲ့တပည့်တော်ယေရှုကိုသူကမေးတယ်တပည့်တော်ယေရှုဆိုတာကဘယ်သူလဲဆိုလို့ရှိရင်တပည့်တော်12ယောက်ထဲမှာပေါ့နော်ယေရှုဘယ်သွားယေရှုဘယ်နေရာပဲရောက်ပေါ့နော်အမြဲတမ်းအဖော်ပြုတ်ပေးတဲ့တပည့်တော်ထဲမှာပါဝင်တဲ့တယောက်ဖြစ်တယ်3ယောက်ထဲမှာပေါ့နော်ပေတရုယာကုပ်ယောဟန်ယေရှုဘယ်သွားလိုက်တဲ့3ယောက်ထဲမှာ
ပေတရုဟာဆိုလို့ရှိရင်ပါဝင်တဲ့တယောက်ဖြစ်တယ်အဲ့ဒီအခါမှာယေရှုကပေတရုကိုပြောလဲဆိုလို့ရှိရင်ယောနာဤသားရှိမုံဤသူတို့ဒီငါကိုချစ်တီထက်တင်းဒီတာရွက်ချစ်တယ်လို့ဆိုပြီးတော့ယေရှုကပေါ့နော်ပေတရုသူ့ရဲ့တပည့်တော်ပေတရုကိုမေးတယ်တခြားသောတပည့်တော်တွေကိုလည်းမေးလို့ရရဲ့သားနဲ့သူကဘယ်သူကိုမေးလဲဆိုလို့ရှိရင်သူ့ရဲ့တပည့်တော်12ယောက်ထဲမှာပေါ့နော်ရှင်ပေတရုကိုသူကမေးတယ်ဆိုတဲ့အရာကိုဒီမှာတွေ့ရတယ်သူကမေးတယ်ဒီတပည့်တော်အများကြီးရှိတဲ့ထဲကနေပေါ့နော်သူတို့ထက်နင်ကငါကိုချစ်တယ်လို့နင်ကငါကိုချစ်သလားဆိုပြီးတော့သူကယေရှုကိုမေးတယ်ပေါ့နော်မေးတဲ့အခါမှာထုံးစံတိုင်းပဲကျမတို့စိတ်ထဲမှာကျမတို့သိပြီးသားပေါ့နော်ပေတရုဆိုလို့ရှိရင်တကယ်ပဲစိတ်မြင်တယ်ကျမနဲ့လည်းတူတယ်ပေါ့နော်တခါကျရင်စိတ်အယမ်းမြင်တယ်စိတ်ထဲမှာရှိတာပြောတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ပေတရုကလည်းပြောလဲဟုတ်ပါ၏သခင်ကိုရောကိုကျွန်ုပ်ချစ်ပါတယ်ကိုရောတိပါတယ်ဆိုပြီးတော့သူကပြန်ပြီးတော့ပေါ့နော်သူကပြန်ပြီးတော့ဖြေတယ်ဖြေတဲ့အခါမှာယေရှုကလည်းသူ့ရဲ့ချစ်ချင်းကိုအတည်ပြုတယ်အဲ့ဒီအခါမှာယေရှုကထပ်မေးတယ်ပေါ့နော်ပေတရုငါကိုချစ်တယ်လို့တင်ဒီငါကိုချစ်တယ်လို့ဆိုပြီးတော့ယေရှုကပြန်လဲပြီးတော့ဒုတိယအကြိမ်မေးတယ်တဲ့မေးတဲ့အခါမှာပေတရုကလည်းပြန်ပြောလဲဆိုလို့ရှိရင်ဟုတ်ပါ၏သခင်ဆိုပြီးတော့သူကပြန်လဲပြီးတော့ဖြေကြတယ်ပြီးတဲ့အခါမှာယေရှုကလည်းပေါ့နော်တစ်ကြိမ်မေးပြီးပြီနှစ်ကြိမ်မေးပြီးပြီသုံးကြိမ်မြောက်ပေါ့နော်ယေရှုကမေးပြန်တယ်တချို့သမီးကြီးစားတွေသိမယ်ပေါ့နော်မိန်းကလေးတွေကကိုကျမကိုချစ်လားချစ်လားဆိုတဲ့အခါမှာချစ်တယ်လို့ဖြေတယ်ပေါ့နော်ဒုတိယကြိမ်မေးမယ်တတိယကြိမ်မေးတဲ့အခါမှာအဲ့ဒီယောက်ျားလေးကဘယ်လိုမျိုးခံစားမလဲဆိုလို့ရှိရင်ငါချစ်တယ်ဆိုမှပဲနင်ကလည်းအခက်ခါမေးတယ်အဲ့လိုမျိုးလေပြန်ပြီးတော့ဖြေတတ်တယ်ပေါ့နော်အဲ့လိုမျိုးပဲဒီထဲမှာဆိုလို့ရှိရင်ပေတရုကလည်းပြန်ဖြေလဲဆိုလို့ရှိရင်ကိုရောကိုချစ်တယ်လို့ကျွန်တော်ဖြေပြီးသားပဲဘာဖြစ်လို့ကိုရောကအရာခတ်သိန်းကိုသိတဲ့ဖျားဆိုပြီးတော့ဘာဖြစ်လို့ကျွန်တော်ကိုအဲ့ဒီအရာတွေကိုထက်မင်းနေတာလဲဆိုပြီးတော့ပေါ့နော်ပေတရုကဒေါသထွက်တဲ့ကြီးနဲ့ပေါ့နော်ယေရှုကိုပြန်ပြောတဲ့အရာကိုဒီမှာတွေ့ရတယ်ပေါ့နော်ကျွန်မပြောချင်တဲ့အရာကဘာလဲဆိုလို့ရှိရင်ကျမတို့တက်တာထဲမှာဖျားခင်ကပေါ့နော်ကျမတို့တက်တာထဲမှာလဲသူ့ကိုချစ်ကြောင်းပေါ့နော်ကျမတို့အခါခါပြောဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်ကျမတို့အနေနဲ့ကျမတို့ယေရှုကိုကယ်တင်ပန်ရှင်အဖြစ်ယုံကြည်လက်ခံတဲ့နေ့မှာပဲကိုရောကိုချစ်တယ်ကိုရောနောက်လိုက်မယ်ကိုရောကိုယုံကြည်ပါတယ်ဆိုပြီးတော့ကျမတို့တစ်ချိန်လေးပဲပေါ့နော်ကျမတို့ဝင်ခံဖို့ရန်ဖျားခင်အလိုတော်မရှိဘူးအာမင်ကျမတို့တက်တာထဲမှာအမြဲတမ်းယေရှုကပေတရုကိုမေးတဲ့ကဲ့သို့မေးမြန်းတဲ့ကဲ့သို့ပေါ့နော်နေငါ့ကိုချစ်သလားသူတို့ထက်ငါ့ကိုချစ်သလားဆိုပြီးတော့ယေရှုကပေတရုကိုမေးတဲ့ကဲ့သို့ကျမတို့တက်တာထဲမှာလဲပေါ့နော်ယေရှုကအမြဲတမ်းသူ့ကိုချစ်ကြောင်းပေါ့နော်ကျမတို့သူ့ကိုချစ်ကြောင်းအမြဲတမ်းဖော်ပြဖို့ရန်ဖျက်ခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ကျမတို့ကယ်တင်ခြင်းရတဲ့နေ့မှာပဲယေရှုကိုချစ်ကြောင်းမပြောဘဲနဲ့ကျမတို့ရဲ့နေ့စဉ်အသက်တာထဲမှာလဲအာမင်ကျမတို့သူ့ကိုချစ်ခြင်းမေတ္တာကျမတို့ယေရှုကိုရောကိုချစ်ပါ၏ကိုရောကိုချစ်တယ်ဆိုပြီးတော့ကျမတို့သူနဲ့အဆက်အသွယ်လုပ်တိုင်းသူစီကိုကျမတို့ချင်းကပ်တိုင်းကျမတို့ဝန်ခံဖို့ရန်တကယ်ပဲလိုအပ်တာဖြစ်တယ်အာမင်သူဒီငါ့ကိုချစ်တော်ကြောင်းပြောလဲသူ့ကိုငါကယ်နှုတ်မိတဲ့ကျမတို့ရမယ့်ကောင်းကြီးကပါလဲကျမတို့ကိုဖျားခင်ကကယ်နှုတ်မဲတဲ့အခက်ခဲတွေကြားကနေစိတ်ဆင်းရဲခြင်းတွေကြားကနေကျမတို့အမျိုးစုံဆန်းနှောက်ယှက်ခြင်းတွေကနေဖျားခင်ကကျမတို့ကိုကယ်နှုတ်မဲဆိုတဲ့ဂရိစကားကိုကျမတို့ကိုဖော်ပြတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့အနေနဲ့ယေရှုကိုပေါ့နော်ကျမတို့ကိုးကွယ်တဲ့ဖျားခင်ကိုကျမတို့ချစ်ချင်းမေတ္တာပြဖို့ရန်ဒီကနေ့နံပါတ်1အနေနဲ့ပြောချင်ပါတယ်ခုနပြောတဲ့ကဲ့သို့ကျမတို့ဖျားခင်ကိုချစ်ချင်းမေတ္တာပြတဲ့အခါမှာကျမတို့နှုတ်အားဖြင့်ပဲမဟုတ်ပဲနဲ့နှုတ်အားဖြင့်လည်းကျမတို့ပြောရအောင်ပြီးတဲ့အခါမှာကျမတို့ဖျားခင်ကိုချစ်ကြောင်းပေါ့နော်ကျမတို့ဘယ်လိုပြရမလဲဆိုလို့ရှိရင်ကျမတို့ရဲ့ညီကိုမောင်နှမတွေကျမတို့ရဲ့ယုံကြည်သူတွေမယုံကြည်တဲ့သူတွေကြားမှာလည်းကျမတို့ကသူတို့ကိုချစ်ချင်းမေတ္တာပြဖို့ရတကယ်ပဲလိုအပ်တာဖြစ်တယ်အာမင်တခါတလေကျရင်ကျမတို့စိတ်ထဲမှာပေါ့နော်ချစ်ချင်းမေတ္တာပြတာချင်းတူငါပေါ့ကောင်းတဲ့သူပဲငါပြမယ်ဆိုတဲ့စိတ်ဓာတ်ကအမြဲတမ်းဇာတိစိတ်ဓာတ်ကပေါ့တော့အမြဲတမ်းဝင်လာတတ်တယ်အဲ့ဒီအတွက်ကြောင့်ကျမဒီကနေ့ခွန်အားပေးခြင်းနဲ့ဒီနေ့ဖျားခင်ကိုချစ်ချင်းမေတ္တာကျမတို့ဘယ်လိုပြမလဲဖ
ဖျားခင်ကိုချစ်ချင်းကျမတို့ဘယ်လိုပြမလဲဆိုလို့ရှိရင်ကျမတို့ပေါ်မကောင်းတဲ့သူတွေလည်းကျမတို့ကချစ်ချင်းမေတ္တာပြရအောင်အာမင်မြန်မာစကားပုံမှာရှိတယ်ပေါ့နော်သင်ကောင်းလေကျွန်တော်မစိုးပါဆိုတာရှိတယ်နော်ဒါပေမဲ့ကျမတို့ဖျားခင်ကိုယုံကြည်တဲ့သူတွေကအဲ့ဒီစကားပုံကကျမတို့အတွက်မမှန်ဘူးပေါ့နော်သင်မကောင်းတော့လေသင်အတွက်ကျွန်တော်ကောင်းစေပါအဲ့ဒီစကားပုံကကျမတို့အတွက်တကယ်ပဲအမှန်ကန်ဖြစ်တာဖြစ်တယ်အာမင်အဲ့ဒီစကားပုံကိုကျမတို့တီချက်ချက်ကင်ဆွဲလဲကျမတို့အသက်ရှင်ရအောင်ကျမတို့အဲ့လိုမျိုးကင်ဆွဲတဲ့အခါမှာဖျားခင်ရဲ့ဘုံကကျမတို့တက်တာထဲမှာထင်ရှားမှာဖြစ်တယ်ဖျားခင်ကိုချစ်ကြောင်းကျမတို့ကဖော်ပြတာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ကျမတို့ဖျားခင်ကိုချစ်ကြောင်းကျမတို့ဖော်ပြတဲ့အခါမှာအချင်းချင်းချစ်ရမယ်ဆိုတဲ့အခါမှာခွင့်လွှတ်ခြင်းတွေလည်းပါတာဖြစ်တယ်တကယ်လို့ခွင့်မလွှတ်နိုင်ဘူးဆိုလို့ရှိရင်ပေါ့နော်ကျမတို့စိတ်ထဲမှာအယံပဲလေးလံနေအဲ့ဒီတယောက်ကိုချစ်ဖို့အဲ့ဒီတယောက်ကိုတွေ့ဖို့အဲ့ဒီတယောက်ရဲ့ရှေ့မှာရက်ဖို့တောင်မှကျမတို့အယံပဲခက်ခဲတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ချစ်ချင်းမေတ္တာဖော်ပြတဲ့အခါမှာအမြဲတမ်းနောက်လိုက်တဲ့အရာကခွင့်လွှတ်ခြင်းတရားဖြစ်တယ်အာမင်အမြဲတမ်းယေရှုခရစ်ချစ်ချင်းမေတ္တာအဖြစ်အချင်းချင်းခွင့်လွှတ်ဖို့ရန်ဘုရားခင်ကောင်းချီးပေးပါစေအဲ့ဒီအရာတွေပဲမဟုတ်ဘဲနဲ့ကျမတို့အချင်းချင်းကူညီရိုင်းပင်းရမယ်အာမင်ကျမတို့တက်တာထဲမှာတခါချင်းကျမတို့ကောင်းကြီးခံစားတဲ့အခါမှာပေါ့နော်ငါအတွက်ဆိုပြီးတော့ကျမတို့ခံစားတတ်တယ်အဲ့ဒီຢာတွေကဖျက်ခဲ့လို့တော့နဲ့မငြီဘူးပေါ့နော်ကျမတို့ကဖျက်ခဲ့ချစ်ချင်းမေတ္တာကိုဖော်ပြဖို့ရန်အတွက်ကျမတို့ရဲ့ဥစ္စာတွေကျမတို့ရဲ့ဥပမာဆိုလို့ရှိရင်ပေါ့နော်အဝတ်စားမရှိတဲ့သူတွေမလေးရှားကိုရောက်တာမကြသေးတဲ့သူတွေကိုပေါ့နော်ကျမတို့အဝတ်စားဝေငှချင်းအဖြစ်သူ့ရဲ့လမ်းစိတ်ကိုပေါ့နော်ကျမတို့တတ်နိုင်တဲ့လောက်ကိုငေးပေးခြင်းအဖြစ်တော်လကောင်းသူကိုအခါကျွေးမွေးခြင်းဖြစ်အဖြစ်တော်လကောင်းကိုငေးရိုင်းပင်းခြင်းတွေကလည်းပါဝင်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီအရာအဖြစ်ပေါ့နော်ကျမတို့ဖျားခင်ကိုချစ်ခြင်းကျမတို့ပြကြရအောင်အာမင်ကျမတို့အဲ့လိုဖျားခင်ကိုချစ်ခြင်းပြခြင်းအဖြစ်ကျမတို့တက်တာထဲမှာလည်းကောင်းကြီးအထူးပဲခံစားရမှာဖြစ်တယ်ဒုတိယချက်အနေနဲ့တိခြင်းအာမင်ငါဤနာမကိုတည်တော်ကြောင့်သူ့ကိုငါချီးမြှောက်မည်တဲ့ငါဤဆိုတဲ့အခါမှာဘုရားသခင်ရဲ့နာမကိုဖော်ပြတာဖြစ်တယ်ကျမတို့နာမဆိုတဲ့အခါမှာကျမတို့အသွေးထဲမှာဘယ်လိုမျိုးနာမဝင်လာလဲဆိုလို့ရှိရင်ဘုရားခင်ကဂျေဟောဝါဂျီရဲဂျေဟောဝါရှမဂျေဟောဝါနီစီဆိုပြီးတော့ပေါ့နော်ကျမတို့တခြင်းထဲမှာလည်းတစ်ခါတလေကြရင်ဒီဆိုတတ်တယ်အဲ့ဒီအရာတွေပေါ့နော်ကျမတို့အသွေးထဲမှာဝင်လာတတ်တယ်အဲ့ဒီအရာတွေလည်းမှန်ကန်တာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒီအရာတွေကပေါ့နော်အဲ့ဒီအရာတွေကဘယ်ကနေလာလဲဆိုလို့ရှိရင်ဂျေဟောဝါဂျီရဲဂျေဟောဝါနီစီဂျေဟောဝါရာဖာဂျေဟောဝါရှလောမ်ဂျေဟောဝါရှမာအယ်ရှဒိုင်အမနွဲလ်ဆိုတဲ့အရာတွေကစပေါ့နော်ဖျက်ခင်အမီနာမအများကြီးကျမတို့Google မှာရှာတဲ့အခါမှာတော်လကောင်းဒီနှုတ်ကပတ်တော်ထဲမှာကျမတို့လေ့လာတဲ့အခါမှာတော်လကောင်းကျမတို့ဖတ်ရှုတဲ့အခါမှာတော်လကောင်းဖျက်ခင်နာမအများကြီးကျမတို့တွေ့ရတာဖြစ်တယ်။ဘာဖြစ်လို့ကျမတို့ကအဲ့လိုမျိုးတွေ့ရလဲဆိုလို့ရှိရင်ရှေ့ယုံကြည်သူတွေကပေါ့နော်သူတို့ကဖျက်ခင်နဲ့တွာလာတဲ့အခါမှာသူတို့ရဲ့တက်တာထဲမှာဖျက်ခင်ကိုသိချင်းအဖြစ်တက်တေထူတဲ့အခါမှာအဲ့ဒီစကလုံးတွေကပေါ်ထွက်လာတာဖြစ်တယ်။အာမင်။ဂျေဟောဝါဂျီရဲဆိုလို့ရှိရင်ကျမတို့တက်တာထဲမှာအမြဲတမ်းဆွဲကြိုင်နေကျမတက်တာထဲမှာဆိုလို့ရှိရင်အိုးဖျက်ခင်ကငါ့ကိုထောက်ပံ့တဲ့ဖျားဆိုပြီးတော့ပေါ့နော်ကျမတကယ်ပဲယုံကြည်တာဖြစ်တယ်။အဲ့ဒီအတိုင်းပဲပေါ့နော်အဲ့ဒီစကလုံးတွေတစ်ခုချင်းစီတိုင်းကအရန်အတိတ်ပဲရှိတာဖြစ်တယ်။အဲ့လိုမျိုးသိချင်းအဖြစ်လဲပေါ့နော်ကျမတို့တက်တာထဲမှာဖျက်ခင်ကကျမတို့ကိုချီးမြှောက်မယ်တဲ့။အာမင်။အဲ့ဒီစကလုံးတွေဂျေဟောဝါနီစီဂျေဟောရာဖာဂျေဟောဝါရှမရှေ့ယုံကြည်သူတွေကသူတို့တက်တာထဲမှာဖျက်ခင်အတူပါရှိခြင်းဖျက်ခင်နမိတ်လက္ခဏာတွေတော်လကောင်းသူတို့ကတွေ့မြင်တဲ့အခါမှာပေါ့နော်အဲ့လိုမျိုးသူတို့တည်ခံခြင်းအဖြစ်သူတို့ရဲ့အမိပေးခြင်းအဖြစ်ဖော်ပြတဲ့ကဲတော့ကျမတို့တက်တာထဲမှာလဲကျမတို့ကိုယ်တိုင်ဖျက်ခင်ကိုတီးဖို့ရန်ဒီကနေ့ခေါ်ဖက်ချင်ပါတယ်အာမင်တင့်အနေနဲ့မိတ်ဆွေအနေနဲ့ကျမအနေနဲ့ရှေ့ယုံကြည်သူတွေအတိုင်းပဲကျမတို့ဘလို့ဖျက်ခင်ကိုတည်တယ်လဲဒီထဲမှာဆိုလို့ရှိရင်သူတွေငါ့ကိုတည်တော့ကြောင်းတယ်ဘောနော်တကယ်ပဲအရေးကြီးတယ်မိတ်ဆွေအနေနဲ့ဖျက်ခင်ကိုဘလို့တည်လဲကျမခုနပြောတကယ်တော့ဖျက်ခင်ကငါ့ကိုထောက်ပံ့တဲ့ဖျက်ရှင်ဖြစ်တယ်မှန်တယ်ဖျက်ခင်ကအမိတစ်ခုတည်းနဲ့ပေါ့နော်သူကမရက်တည်ဘူးကျမတို့တက်တာထဲမှာအများကြီးတက်တည်ထူတာဖြစ်တယ်
ကျမချင်းရှင်ဖြစ်တယ်ကျမတို့နေမကောင်းတဲ့အခါမှာဖျားခင်ကကျမချင်းပေးတယ်ပြီးတဲ့အခါမှာကျမတို့ဒုက္ခရောက်တဲ့အခါမှာဗာလဲကယ်ထုတ်တဲ့ဖျားပြီးတဲ့အခါမှာမငြိမ်သက်ခြင်းတွေခံစားတဲ့အခါမှာငြိမ်သက်ခြင်းပေးတဲ့ဖျားခင်ဖြစ်တာဖြစ်တယ်အာမင်အဲ့လိုမျိုးဖျားခင်နာမကိုသိခြင်းအဖြစ်ကျမတို့ကလုံခြုံတာဖြစ်တယ်တုတ်တန်ကြခန်းကြီး18အငယ်30မှာဆိုလို့ရှိရင်ထာဝရဘုရား၏နာမတော်သည်ခိုင်ခန့်သောရဲတိုက်ဖြစ်၍ဖြောင့်မတ်သောသူတို့သည်ပြေးဝင်သဖြင့်လုံခြုံစွာနေရကြ၏အာမင်ဒီကနေ့ဒီမှာရှိတဲ့ညီကိုမောင်နှမများအရောက်စီတိုင်းကျွန်မခေါ်ဖိတ်ခြင်းနဲ့ကျွန်မတို့ဘုရားခင်ကိုသိရအောင်ဘုရားခင်ရဲ့နာမကိုကျွန်မတို့တကယ်ပဲသိဖို့ရန်တကယ်ပဲလိုအပ်တာဖြစ်တယ်နှုတ်ကပတ်တော်ထဲမှာလည်းတကယ်ပဲရေးထားတာဖြစ်တယ်ထိုရေးထားတဲ့ကဲတော့ကျမတို့တက်တာထဲမှာတက်တေထူဖို့လဲလိုအပ်တာဖြစ်တယ်။အိုးငါတက်တာထဲမှာတကယ်ပဲတက်တေထူသလားအသက်ရှင်သလားဘောနော်ကျမတို့ဆိုလို့ရှိရင်ဒီတိချင်းကိုကျမတို့လေးလေးနက်နက်အတိတ်ပဲဖွင့်မယ်ဆိုလို့ရှိရင်တိတဲ့သူတွေကမယုံကြည်ပဲမနေနိုင်ဘူးဘောနော်ဥပမာတထေးတယောက်နဲ့တိမယ်ဘောနော်တထေးတယောက်နဲ့တိမယ်တိတဲ့အခါမှာကျမတို့ကသူ့ထက်နည်းနည်းခက်ခဲမယ်ခက်ခဲတဲ့အခါမှာကျမတို့ဘယ်ချိန်မှာအဲ့ဒီတထေးစီကျမတို့ကတွားလဲတထေးစီတွားလဲဆိုလို့ရှိရင်ကျမတို့ခက်ခဲတဲ့အခါမှာငွေကြီးလိုအပ်တဲ့အခါမှာဒါမှမဟုတ်အဲ့ဒီတထေးကပေါ့နော်ကူငီမယ်လို့ကျမတို့ထင်တဲ့အခါမှာကျမတို့ဘယ်သူစီတွားလဲဆိုလို့ရှိရင်ကျမတို့တီးတဲ့အဲ့ဒီတထေးစီပေါ့နော်ကျမတို့တွားပြီးတော့အကူငီတောင်းခံတာဖြစ်တယ်ကျမတို့ဖျားသခင်ကလည်းပေါ့နော်ကျမတို့အရာခတ်သိန်းကိုတတ်နိုင်တဲ့ဖျားကျမကိုကူငီနိုင်တဲ့ဖျားကျမတက်တာအတွက်အမှုပြုပေးမဲ့ဖျားဆိုပြီးတော့ကျမတို့တိမပဲပေါ့နော်သူ့ထံမှာကျမတို့တိုးဝင်နိုင်မှာဖြစ်တယ်တကယ်လို့မသိဘူးဆိုလို့ရှိရင်ဆူတောင်းရကောင်းမဲ့ကျမတို့မသိဘူးပေါ့နော်ချင်းမွားရကောင်းမဲ့ဆိုတဲ့အရာလည်းကျမတို့မသိဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့တက်တာထဲမှာဖျားခင်ကိုလေးလေးနက်နက်သိဖို့ရန်ကျမခေါ်ဖိတ်ချင်ပါတယ်အာမင်သိတဲ့အခါမှာကျမတို့ဖျားခင်နာမတော်ကိုသိချင်းပဲမဟုတ်ဘဲနဲ့ကျမတို့ယုံကြည်ခြင်းနဲ့ပေါ့နော်သူ့အထံတော်တို့ကျမတို့တိုးဝင်ဖို့ရန်တကယ်ပဲလိုအပ်တာဖြစ်တယ်ကျမတို့ဖျားခင်ကိုသိချင်းထဲမှာဘယ်အရာတွေကပါဝင်လဲဆိုလို့ရှိရင်သူ့ကိုယုံကြည်ခြင်းဝင်ခံခြင်းပေါ့နော်ပြီးတဲ့အခါမှာအဲ့ဒီအရာတွေကိုကျမတို့တက်တာထဲမှာနေရာပေးခြင်းအဖြစ်ဖျားခင်ဘုန်းတော်ထင်ရှားလာမှာဖြစ်တယ်အာမင်ကျမတို့တခြင်းဆိုတဲ့အခါမှာကျမတို့ခွန်အားရတယ်ဘာဖြစ်လို့ခွန်အားရလဲဆိုလို့ရှိရင်အဲ့ဒီတခြင်းဒီရဲ့စာသားတွေကပေါ့နော်ကျမတို့ကိုခွန်အားပေးတဲ့စကားပြောတယ်တချို့တော့တခြင်းတွေကပေါ့နော်အခုတလောမှာဆိုလို့ရှိရင်ချင်းမကိုကွယ်ချင်းထဲမှာပေါ်ပြူလာဖြစ်တဲ့တခြင်းကျမဆိုခွန်အားရတဲ့တခြင်းကပါလဲဆိုလို့ရှိရင်ကြာငယ်လေးတခြင်းတွေကျမတို့ကြည့်တဲ့အခါမှာတကယ်ပဲခွန်အားရတယ်ပေါ့နော်သူချင်းမကိုကွယ်တဲ့အခါမှာတကယ်ပဲမျက်မှောက်တော်ထဲမှာပေါ့နော်စိတ်နှလုံးကျွင်းမဲနဲ့တိုးဝင်တဲ့အခါမှာသူဆိုတဲ့တခြင်းတိုင်းကပေါ့နော်ပေါ်ပြူလာဖြစ်တယ်သူဆိုတဲ့တခြင်းတိုင်းကချင်းမကိုကွယ်ချင်းထဲမှာတကယ်ပဲဆွဲခေါ်တာဖြစ်တယ်အဲ့ဒီထဲမှာပေါ့နော်ကျမအခုတလောခွန်အားရတဲ့တခြင်းကပေါ့နော်ငါရဲ့ဘက်မှာရှိတဲ့ဘုရားသခင်ကပေါ့နော်တာ၍ကြီးမြတ်လွန်ပါတယ်ဆိုတဲ့အရာကကျမစိတ်နှလုံးသားထဲမှာတကယ်ပဲခွန်အားရတာဖြစ်တယ်အဲ့ဒီအရာကိုသိချအဖြစ်လဲကျမတို့ကဘုရားခင်နာမကိုသိချင်းဖြစ်တာဖြစ်တယ်အာမင်ငါရဲ့ဘက်မှာရှိတဲ့ဘုရားခင်ဆိုတဲ့အခါမှာငါရဲ့ဘက်မှာရှိတဲ့ဘုရားခင်ကဘုရားခင်ပါလားတတ်နိုင်တဲ့ဘုရားပါလားအရာခတ်သိန်းကိုဖန်ဆင်းတဲ့ဘုရားပါလားအနန္တတကုရှင်ဘုရားပါလားဆိုပြီးတော့ကျမတို့တက်တာထဲမှာအဲ့ဒီຢာကတကယ်ပဲပေါ့နော်အလုံးလုံးတာဖြစ်တယ်အဲ့လိုမျိုးတခြင်းတွေကိုကျမတို့ဝန်ခံခြင်းသိခြင်းကြွေးကြော်ခြင်းအဖြစ်လဲဖျားခင်ကတကယ်ပဲကျမတို့တက်တာထဲမှာကျမတို့ယုံကြည်ခြင်းတွေတိုးပွားစေပြီးတော့အလုံးလုံးတာဖြစ်တယ်ပြီးတဲ့အခါမှာကျမတို့ဖျားခင်ကိုသိခြင်းထဲမှာဘယ်အရာတွေလဲပါဝင်လဲဆိုလို့ရှိရင်ငါရဲ့ဖျားခင်ကကျမတို့ကြွေးကြော်တတ်တယ်ပေါ့နော်မဖြစ်နိုင်တဲ့ခြေနေမှာဖြစ်စေတဲ့ဖျားမတက်နိုင်တဲ့အရာတွေကိုတက်နိုင်တဲ့ဖျားဆိုပြီးတော့ကျမတို့တစ်ခါတလေကျရင်ကြွေးကြော်တက်တယ်ပေါ့နော်အဲ့လိုမျိုးကြွေးကြော်ခြင်းအဖြစ်လဲဖျားခင်ကိုတည်ခြင်းဖြစ်တာဖြစ်တယ်အာမင်ကျမတို့တကယ်လို့မယုံကြည်ဘူးမသိဘူးမဝင်ခံခြင်းဘူးဆိုလို့ရှိရင်ကျမတို့ရဲ့တက်တာထဲမှာအဲ့ဒီအရာတွေကမထူးခြားလာနိုင်ဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့ဒီမှာရှိတဲ့ညီကိုမောင်မများရောက်စီတိုင်းကိုကျမခေါ်ပေးခြင်းနဲ့ကျမတို့ဖျားခင်ရဲ့ဖြစ်ခြင်းသူရဲ့တတ်နိုင်ခြင်းအာမင်
သူ့ရဲ့အမိနာမသူ့ရဲ့လှုပ်ဆောင်ခြင်းကိုကျမတို့သိဖို့ရန်တကယ်ပဲလိုအပ်တာဖြစ်တယ်အဲ့လိုမျိုးသိခြင်းအပြင်ကျမတို့ယုံကြည်ခြင်းတွေတိုးပွားမယ်ကျမတို့ကိုဝန်ခံစေမယ်ကျမတို့ကိုရှောက်လန်းစေမယ်ကျမတို့ရဲ့ဝိညာဉ်ရဲ့တက်တာကိုပို့ပြီးတော့ကြီးထွားစေမှာဖြစ်တာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ဖခင်ရဲ့နာမကိုကျမတို့သိရအောင်တကယ်လို့မသိသေးဘူးဆိုလို့ရှိရင်ပေါ့နော်ကျမတို့နှုတ်ကပတ်တော်ကိုအများကြီးဖတ်မယ်ဆိုလို့ရှိရင်လည်းနှုတ်ကပတ်တော်အဖြစ်ဖခင်ကဖော်ပြမှာဖြစ်တယ်အာမင်ပြီးတဲ့အခါမှာဖခင်ရဲ့တခြင်းတွေချီးမွမ်းခြင်းတခြင်းတွေပေါ့နော်ကိုးကွယ်ခြင်းတခြင်းတွေအများကြီးနားထောင်ခြင်းအဖြစ်ကျမတို့ကဖခင်ကိုတည်ခြင်းပို့ပြီးတော့တိုးပွားလာမှာဖြစ်တယ်အာမင်ဖခင်ကသူ့ကိုပြောလဲငါ၏နာမကိုတည်တော်ကြောင့်သူ့ကိုငါချီးမြှောက်မိတဲ့ကျမတို့ကြည့်တဲ့အခါမှာဖခင်ကိုချီးမွမ်းတဲ့သူတွေသူတို့တက်တာထဲမှာတကယ်ပဲထူးခြားလာဖြစ်တယ်ဖခင်ကတကယ်ပဲချီးမြှောက်တယ်ပေါ့နော်တကယ်ပဲချီးမြှောက်လာတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဖခင်ရဲ့ချီးမြှောက်ခြင်းကိုခံခြင်းတယ်ဆိုလို့ရှိရင်ကျမတို့ဖခင်နာမတော်ကိုကျမတို့ကတည်ဖို့ရန်လိုအပ်တယ်ယုံကြည်ဖို့ရန်လိုအပ်တယ်ဝန်ခံဖို့ရန်လိုအပ်တာဖြစ်တယ်အာမင်နံပါတ်3အနေနဲ့ဖခင်ရဲ့ခေါ်ခြင်းအာမင်ဘာပြောလဲဆိုလို့ရှိရင်ဒုက္ခခံရတော့ခါသူ့ဘက်မှာငါနေ၍ချမ်းသာပေးမယ်သူတွေငါ့ကိုခေါ်တော့ခါငါထူးမိအာမင်ဒီမှာဘောနော်တကယ်ပဲခွန်အားဖြစ်တယ်ကျမတို့ကိုးကွယ်တဲ့ဖခင်ကခေါ်တဲ့အခါမှာထူးတဲ့ဖခင်ဖြစ်တာဖြစ်တယ်ကျမတို့ညီကိုမောင်နှမချင်းထဲမှာပင်လင်ပေါ့နော်ကျမတို့ဒုက္ခတကယ်ရောက်ကြည့်မောင်နှမများတဲ့သူတွေအချင်းကိုငေတဲ့သူတွေတအားနေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ငါလည်းအစီမပြေဘူးလေအိမ်ထောင်တယ်ဆိုလို့ရှိရင်ပေါ့နော်ငါလည်းဘယ်လိုမျိုးနဲ့ကိုငေနိုင်မလဲဆိုပြီးတော့ပေါ့နော်ကျမတို့မောင်နှမချင်းကြားမှာပြင်ရင်ကျမတို့ခေါ်တဲ့အခါမှာမကူငေနိုင်တဲ့သူမြောက်များစွာရှိတယ်ပြီးတဲ့အခါမှာတငယ်ချင်းကြားမှာတော့၎င်းယုံကြည်သူတွေချင်းကြားမှာတော့၎င်းကျမတို့အကူငေလိုတဲ့အခါမှာပေါ့နော်ကျမတို့ခေါ်ကြည့်တယ်အစင်မပြေဘူးပေါ့နော်အဲ့လိုမျိုးကျမတို့တက်တာထဲမှာခံစားဖူးတယ်ဒါပေမဲ့ကျမတို့ကိုးကွယ်တဲ့ဖခင်ကအာမင်ကျမတို့အော်ပလာစီမိတဲ့ခါမှာလေပေါ့နော်ပရစီဖန်ခရတဲ့သူတွေကဖုန်းခေါ်တယ်ဒါပေမဲ့သူတို့ခေါ်တဲ့သူတွေကလည်းမကူရင်နိုင်ဘူးပေါ့နော်တချို့ကျမတို့ခုတလောအခြေအနေပါပေါ့နော်ကျမတို့ခံစားတာဖြစ်တယ်သိတယ်ပေါ့နော်မကူငင်နိုင်ဘူးသူတို့ခေါ်တဲ့သူတွေကလည်းငါမှပတ်စံ100လောက်ပဲရှိတယ်ငါမကူငင်နိုင်ဘူးဆိုပြီးတော့ပြန်လဲပြီးတော့ပြောတဲ့သူတွေမြောင်များစွာရှိတာဖြစ်တယ်တိုးတုံညာလည်းပဲဒီနှုတ်ကပတ်တော်ထဲမှာဆိုလို့ရှိရင်ဖခင်ကတကိုးကြီးတဲ့ဖခင်ဖြစ်တဲ့ကဲတော့ဖခင်ကကျမတို့ကိုဖန်ဆင်းတဲ့ဖခင်ဖြစ်တယ်ပြီးတဲ့အခါမှာကျမတို့ခေါ်တဲ့အခါမှာပေါ့နော်ထူးတဲ့ဖခင်ဖြစ်တာဖြစ်တယ်အာမင်ကျမတို့ခေါ်လေကျမတို့သူ့ထံမှာချင်းကပ်လေသူကအချင်းကပ်ခံတာဖြစ်တယ်အာမင်ကျမတို့လူအနေနဲ့ကျမတို့တယောက်နဲ့တယောက်လည်းအမြဲတမ်းမချစ်နိုင်ဘူးပေါ့နော်အမြဲတမ်းမခေါ်နိုင်ဘူးပေါ့နော်တခါတလေကြရင်ဈေးဝယ်ဖို့တောင်မှကျမတို့မကြိုက်တဲ့သူတွေရှိတယ်ပေါ့နော်နေမလိုက်နဲ့နေခဲ့ဆိုပြီးတော့ပေါ့နော်ကျမတို့အလိုမရှိတဲ့သူလည်းတချို့ရှိတာဖြစ်တယ်တိုးတုံညာလည်းပဲကျမတို့ကိုးကွယ်တဲ့ဖခင်ကပါလေကျမတို့ခေါ်တိုင်းထူးချင်တဲ့ဖခင်ဖြစ်တာဖြစ်တယ်ပြီးတဲ့အခါမှာသူကပြောလဲဒုက္ခခံရတော့ခါသူ့ဘက်မှာငါနေ၍ချမ်းသာပေးမိတယ်ကျမတို့ရဲ့ဒုက္ခဆင်းရဲခြင်းတွေကျမတို့ရဲ့အခက်အခဲတွေကိုလည်းဖြေရှင်းပေးခြင်းတဲ့ဖခင်ဖြစ်တယ်အာမင်ဒီအရာကိုကျမတို့စင်ချင်နှလုံးသွင်းတဲ့အခါမှာပေါ့နော်နှုတ်ကပတ်တော်ထဲမှာဖခင်ကသူ့ကိုခေါ်ဖို့ရန်အလိုရှိတဲ့ဖခင်ဆိုတဲ့အရာကိုကျမတို့တွေးနိုင်တာဖြစ်တယ်ယေရှုခရစ်တော်အသက်ရှင်တုန်းကလည်းပေါ့နော်သူ့ထံမှာလာတဲ့သူအရောက်စီတိုင်းသူ့ကိုခေါ်တဲ့သူအရောက်စီတိုင်းပေါ့နော်ဒီဒါဝိရဲ့သားတော်ကျမကိုကယ်တင်ပါအောင်ကျမရဲ့သမီးကိုကယ်တင်ပါအောင်ဆိုပြီးတော့ပေါ့နော်အနာရောဂါဆွဲလင်းနဲ့နှဆိုးဝင်လင်းနဲ့ယေရှုကိုခေါ်ဖိတ်တဲ့သူအရောက်စီတိုင်းရဲ့တက်တာထဲမှာကျမချင်းရတယ်ဆိုတဲ့အရာကိုလည်းကျမတို့တွေ့နိုင်တာဖြစ်တယ်။ဒီအရာကိုကျမတို့အနေငယ်ကြည့်ရအောင်အဆုံးသတ်တော့မယ်ပေါ့နော်။ရှင်မာသက်အခန်းကြီး9ငယ်18မှာဆိုလို့ရှိရင်ကျမတို့ဘသူရဲ့အကြောင်းကိုတွေ့ရလဲဆိုလို့ရှိရင်ဟုတ်ကဲ့တက်မှုရဲ့အကြောင်းပေါ့နော်။ဒီ
ဒီထဲမှာလို့ဆိုလို့ရှိရင်အရာရှိတယောက်ဒီလာရွက်ပြဲဝက်လေအကျွန်ုပ်ရဲ့သမီးတွေယခုပြင်တယ်လို့ဆဲရှိ၏ဆိုပြီးတော့ဗောနော်သူကယေရှုထံမှာတိုးဝင်ချင်းကပ်လေသူ့ရဲ့သမီးကျမ်းမာချင်းရဖို့ရန်အတွက်ဗောနော်သူကယေရှုထံလာလေယေရှုကိုခေါ်လေယေရှုကိုသူ့ရဲ့အခက်ခဲပြဿနာတွေကိုဗောနော်သူကသူရဲ့အခက်ခဲပြဿနာအတွက်ယေရှုကိုခေါ်တဲ့အရာကိုတွေ့ရတာဖြစ်တယ်ဒီထဲမှာဆိုလို့ရှိရင်ကျမတို့တစ်ခါတလေကျရင်ကျမတို့စဉ်းစားတယ်ဗောနော်ကျမတို့ကိုယ်တိုင်ကပင်လင်ကျမတို့ယုံကြည်တဲ့အခါမှာလွတ်မြောက်ခြင်းရတယ်လို့ကျမတို့တစ်ခါတလေကျရင်ကျမတို့ယုံကြည်တယ်တိုးတိုးလည်းပဲကျမ်းစာကိုကျမတို့ကြည့်တဲ့အခါမှာဗောနော်တချို့သောကျမ်းစာတွေမကျမ်းမာတဲ့သူတွေနှက်ဆိုးဆွဲတဲ့သူတွေကိုကျမတို့ကြည့်တဲ့အခါမှာအဲ့ဒီနှက်ဆိုးဆွဲတဲ့သူတွေတော်၎င်းမကျမ်းမာတဲ့သူတွေတော်၎င်းသူတို့တက်တာထဲမှာယေရှုကိုသူတို့ကမကျမ်းမာတဲ့အခါမှာဗောနော်မခေါ်ဖိတ်နိုင်ဘူးဒါပေမဲ့သူတို့ကဘယ်သူအားဖြင့်သူတို့ကကျမ်းမာခြင်းရလဲဆိုလို့ရှိရင်သူတို့ရဲ့အဖေဒါမှမဟုတ်သူတို့ရဲ့အမေဗောနော်တယောက်တစုံတယောက်ရဲ့ယုံကြည်ခြင်းအားဖြင့်လဲသူတို့ကကျမ်းမာခြင်းရတယ်ဆိုတဲ့အရာကိုကျမတို့တွေ့နိုင်တာဖြစ်တယ်ဒီထဲမှာဆိုလို့ရှိရင်လေအရာရှိတဦးကဗောနော်သူရဲ့သမီးကျမ်းမာဖို့ရန်အတွက်ယေရှုကိုခေါ်ဖိတ်တဲ့အခါမှာသူရဲ့ခေါ်ဖိတ်ခြင်းအတိုင်းပဲသူရဲ့သမီးကဗောနော်တကယ်ပဲကျမ်းမာခြင်းရတယ်ဆိုတဲ့အရာကိုကျမတို့တွေ့နိုင်တာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်အရာကိုကျမတို့ကြည့်ခြင်းအဖြစ်ကျမတို့တစ်ခါတလေကျမကျမ်းမာတဲ့သူတွေအတွက်ကျမတို့ဆုတောင်းတတ်တယ်ဗောနော်မကျမ်းမာတဲ့သူတွေပြီးတဲ့အခါမှာထောင်ကျတဲ့သူတွေအခက်ခဲရောက်တဲ့သူတွေအတွက်ကျမတို့ဆုတောင်းခြင်းဟာဆိုလို့ရှိရင်အလဟာတမဖြစ်ဘူးဆိုတဲ့အရာကိုဒီမှာတွေ့နိုင်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ဆုတောင်းခြင်းကိုကျမတို့ဆက်လက်ပြီးတော့တိုးမြင့်ဖွင့်ရန်လိုအပ်တာဖြစ်တယ်အာမင်ကျမတို့ယုံကြည်သူရဲ့ဆုတောင်းခြင်းအဖြစ်တဆုံတယောက်တော်သူကဘာဖြစ်လဲကျမ်းမာခြင်းကိုခံစားရတာဖြစ်တယ်မိတ်ဆွေရဲ့ဆုတောင်းခြင်းအဖြစ်ကျမတို့ရဲ့အသင်းတော်မှာရှိတဲ့သူတွေမကျမ်းမာတဲ့သူတွေကကျမ်းမာခြင်းရတာဖြစ်တယ်ထောင်ကျတဲ့သူတွေလွတ်မြောက်ခြင်းကိုဘုရားခင်ပေးမှာဖြစ်တယ်အာမင်ဒီအရာရှိသူရဲ့ဆုတောင်းခြင်းအဖြစ်သူရဲ့ယေရှုကိုခေါ်ဖိတ်ခြင်းအဖြစ်သူရဲ့သမီးကကျမ်းမာခြင်းရတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒုတိယချက်အနေနဲ့ခါနာမျိုးသမီးပေါ့နော်ကျမတို့အမြဲတမ်းပြောတတ်တယ်ဗောနော်ဒီခါနာမျိုးသမီးဟာဆိုလို့ရှိရင်ဒီထဲမှာလို့ဆိုလို့ရှိရင်သူ့ရဲ့သမီးကဗောနော်နတ်ဆိုးနှိမ့်ဆက်ခြင်းကိုခံရတယ်တဲ့နတ်ဆိုးနှိမ့်ဆက်ခြင်းကိုခံရတယ်ဆိုတဲ့အခါမှာအဲ့ဒီသူ့ရဲ့သမီးကနတ်ဆိုးသူ့ထဲမှာဗောနော်ဖျားခင်ကိုနေရာမပေးတဲ့အခါမှာသူ့ထဲမှာဘသူကနေရာယူလဲဆိုလို့ရှိရင်နတ်ဆိုးကနေရာယူတဲ့အခါမှာသူကဘာမှမသိတော့ဘူးဗောနော်လက်မျိုးခံစားတဲ့အခါမှာသူ့ရဲ့အမေကသူ့သမီးကျမ်းမာဖို့ရန်အတွက်ယေရှုထံသွားတယ်ယေရှုထံသွားတဲ့အခါမှာပေါ့နော်သူကခါနဲ့မျိုးသမီးဖြစ်တဲ့အခါမှာယေရှုထံသွားတယ်ဒါပေမဲ့ယေရှုကသူ့ကိုဘာပြောလဲဆိုလို့ရှိရင်ယေရှုကတခုံးမြပြန်တော်မမူတဲ့ယေရှုနဲ့တပည့်တော်တွေသွားတဲ့အခါမှာပေါ့နော်အဲ့ဒီခါနဲ့မျိုးသမီးကလည်းသူ့သမီးကျမ်းမာဖို့ရန်အတွက်သူ့သမီးနဲ့ဆုံးငင်းဆဲခြင်းကနေလွတ်မြောက်ဖို့ရန်အတွက်အဲ့ဒီတပည့်တော်တွေယေရှုတွေကိုသူကချင်းကတ်တဲ့အခါမှာပေါ့နော်သူချင်းကတ်တဲ့အခါမှာယေရှုကအဲ့ဒီအမျိုးသမီးကိုတွေ့တယ်ဒါပေမဲ့တခွန်းမြတ်ပြန်တော့မမူတဲ့ယေရှုကသူ့ကိုချစ်ချင်းမပေးဘူးပေါ့နော်အဲ့ဒီအခါမှာဒုတိယအနေနဲ့အဲ့ဒီတမျိုးသမီးကဘာလုပ်လဲဆိုလို့ရှိရင်ထိုမိန်းမဒီချင်းကတ်ရွက်ပြက်ဝက်လေကျမကိုကယ်တော်မူပါတဲ့သူကဆက်လက်ပြီးတော့တိုးဝင်တယ်ဆက်လက်ပြီးတော့ယေရှုကိုဘာပြောလဲဆိုလို့ရှိရင်ခေါ်တယ်ပေါ့နော်ယေရှုကိုခေါ်တယ်ပထမသူယေရှုကိုခေါ်တဲ့အခါမှာတပည့်တော်တွေကလည်းတော်နေ့မျိုးတွေရှိရတော့ငါတို့စီမလာနဲ့တော့ဆိုပြီးတော့သူ့တမက်ယေရှုကပေါ့နော်သူ့ကိုတခုံးမြပြန်မပြောတဲ့အခါမှာသူ့တပည့်တော်တွေကသူ့ကိုမောင်းထုတ်တယ်မောင်းထုတ်တဲ့အခါမှာပေါ့နော်အဲ့ဒီအမျိုးသမီးကကျမတို့တက်တာထဲမှာတကယ်ပဲစင်ချင်နှလုံးသွင်းဖို့ရန်အတွက်အဲ့ဒီအမျိုးသမီးကပေါ့နော်ဆက်လက်ပြီးတော့သူကတိုးဝင်တယ်တဲ့တိုးဝင်ရုံတင်မကသူကချင်းကက်လက်ပြက်ဝက်လက်ဆိုတဲ့အခါမှာနှိမ်ချလက်ပေါ့နော်ဒူးထောက်လက်လည်းဖြစ်နိုင်တာဖြစ်တယ်သူကယေရှုထံမှာပြက်ဝက်လက်ကျမကိုကယ်တော်မူပါဆိုပြီးတော့သူကဆက်လက်ပြီးတော့ကြွေးကြော်တယ်တဲ့ဆက်လက်ပြီးတော့ကြွေးကြော်တဲ့အခါမှာယေရှုကဘာပြောလဲဆိုလို့ရှိရင်သားရဲ့အစာကိုယူ၍ခွေးအားမပေးမချမ်းအဟုပြန်ပြောတော်မူ၏တဲ့အဲ့ဒီစကားကတေချာစဉ်းစားမယ်ဆိုလို့ရှိရင်တကယ်ပဲရိုင်းနေပေါ့နော်အိုးတကယ်ပဲငါအတွက်ခွင့်ရလည်းမရှိဘူးဆိုပြီးတော့အဲ့ဒီအမျိုးသမီးကတိမ်ငယ်ခြင်းကိုခံစားမှဖြစ်တယ်
ဒါပေမဲ့အဲ့ဒီအမျိုးသမီးရဲ့အထဲမှာယုံကြည်ခြင်းတကယ်ပဲပြင်းထန်တဲ့အခါမှာသူကဘာပြောလဲဆိုလို့ရှိရင်မိမိသခင်၏စပွဲမှာကြတော့စနှုတ်စပေါက်ကိုစားမြဲထုံးစံရှိ၏ဟုယေရှုကိုသူကဘာပြောလဲဆိုလို့ရှိရင်ပြန်ပြောတယ်တဲ့ပြန်ပြောတဲ့ခါမှာပေါ့နော်ယေရှုကဘာပြောလဲအိုးမိမတင်နေယုံကြည်ခြင်းအားကြီးလာပြီဆိုပြီးတော့ယေရှုကသူ့ရဲ့ယုံကြည်ခြင်းကိုအတိအမှတ်ပြုတယ်ဆိုတဲ့အရာကိုတွေးနိုင်တာဖြစ်တယ်။အေးအကြောင်းအရာကိုကျမတို့ကြည့်ခြင်းအားဖြင့်ပေါ့နော်။ကျမတို့တက်တာထဲမှာဖျားခင်ကိုခေါ်တယ်ဖျားခင်ကလည်းပြောတယ်ငါ့ကိုခေါ်လို့ငါထူးပြီလို့ပြောတယ်ပေါ့နော်။ကျမတို့တိမ်ခေါ်တယ်တကယ်လို့ဖျားခင်ကမထူးဘူးဆိုလို့ရှိရင်ကျမတို့အနေနဲ့ဇွဲမလျှော့ဘဲနဲ့ဒီအမျိုးသမီးတကယ်တော့ကျမတို့ကဘလို့တိုးဝင်ချင်းကမလဲဆိုလို့ရှိရင်ပြဝတ်လက်နှိမ်ချစွာနဲ့ကျမတို့ဖျားခင်ကိုကျမတို့ခေါ်ဖေးဖို့ရန်ဖျားခင်လို့တော့ရှိတာဖြစ်တယ်အာမင်တင်းရဲ့ဆူတောင်းခြင်းတွေချက်ချင်းမရဘူးဆိုလို့ရှိရင်လည်းဇွဲမလျှော့ပါနဲ့အာမင်ကျမတို့ဆက်လက်ပြီးတော့ဆူတောင်းရအောင်ဖျားခင်ကတက်တည်ထူတဲ့ဖျားခင်ဖြစ်တာဖြစ်တယ်ကျမတို့ဆူတောင်းမယ်ကိုလိုချင်တဲ့အရာကိုကျမတို့ဆူတောင်းမယ်ဖျားခင်ကတနေ့ကျန်ကျမတို့ကိုကျမတို့ရဲ့ဆူတောင်းခြင်းဖြစ်ကိုကျမတို့ကိုဖျားခင်ပေးมาဖြစ်တယ်အာမင်ကျမတို့မလေးရှားမှာနေတဲ့ခါမှာပေါ့နော်ကျမတို့ခက်ခဲတွေမြောက်မဲဆော်ခံစားတာဖြစ်တယ်အဲ့ဒီအရာတွေကကျမတို့တနေ့ကျရင်ပြန်လဲပြီးတော့တက်တည်ခံဖို့ဖျားခင်ကပေးတာဖြစ်တယ်ခုချိန်မှာတော့တိတ်ပြီးတော့မထူးခြားသေးဘူးပေါ့နော်ကျမတို့တတိယနိုင်ငံသွားတဲ့ခါမှာတကယ်ပဲကျမတို့တက်တည်ခံဖို့ရန်ဖျားခင်ကကျမတို့ကိုအခွင့်ကောင်းပေးมาဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ဆက်လက်ပြီးတော့ဆုတောင်းရအောင်အာမင်မိတ်ဆွေတက်တာထဲမှာဘာလိုအပ်လဲဘာလိုချင်လဲဘယ်ရာကနေလွတ်မြောက်ချင်လဲဒီကနေ့ဖျားခင်ကိုခေါ်ဖိတ်ပါဒီနေ့ထူးချင်တဲ့ဖျားခင်ဖြစ်တယ်အာမင်ဇွဲမလျှော့ဘဲနဲ့ကျမတို့တက်တာထဲမှာအကျဉ်းချင်းခေါ်ဖိတ်ဖို့ရန်ဖျားခင်ကလိုတော်ရှိတာဖြစ်တယ်အဲ့ဒီခေါ်ဖိတ်ခြင်းနဲ့ပတ်သက်ပြီးတော့နောက်ဆုံးအနေနဲ့ပေါ့နော်ကျမဗာပြောချင်လဲဆိုလို့ရှိရင်ကျမတို့ဖျားခင်ကိုခေါ်ဖိတ်တဲ့အခါမှာဖျားခင်ကကျမတို့လိုအပ်တဲ့အခါမှာပဲသူ့ကိုခေါ်ဖိတ်ဖို့ရန်လိုမရှိဘူးအာမင်တောင်းကြလို့တောင်းလို့ရမည်လို့တော့ပြောထားတယ်ကျမ်းစာထဲမှာဒါပေမဲ့ဖျားခင်လိုချင်တဲ့ခေါ်ဖိတ်ခြင်းကဘယ်အရာတွေလဲပါဝင်လဲဆိုလို့ရှိရင်သူ့ကိုချီးမွမ်းခြင်းလဲပါဝင်တာဖြစ်တယ်အာမင်ကျမတို့ဒီနေ့ဒီနေရာမှာဖျားခင်ကိုချီးမွမ်းခြင်းကလည်းသူ့ကိုခေါ်ဖိတ်ခြင်းသူ့ကိုနေရာပေးခြင်းဖြစ်တာဖြစ်တယ်အာမင်မိတ်ဆွေအနေနဲ့အခုချက်ချင်းတော့မခံစားဘူးပေါ့နော်အိုးငါမြန်မာစီစဉ်ကိုတက်တာအစီအစဉ်လဲနောက်ကျတယ်ဆိုပြီးတော့မိတ်ဆွေအနေနဲ့တစ်ခါတလေကြရင်နောင်ရတဲ့ချိန်လဲရှိကောင်းရှိနိုင်တယ်ဒါပေမဲ့စိတ်မတက်မကြပါနဲ့အာမင်မိတ်ဆွေဤနေရာမှာဖျားခင်ကိုခေါ်ဖိတ်ခြင်းဖျားခင်ကိုနေရာပေးခြင်းအဖြစ်ဖျားခင်ကမိတ်ဆွေရဲ့တက်တာထဲမှာတချို့သောခက်ခဲပြဿနာတွေကိုသူကဖြေရှင်းပေးနေတာဖြစ်တယ်အာမင်တချို့သောအရာတွေကိုမိတ်ဆွေတို့ဖျားခင်ကပြင်ဆင်ပေးနေတယ်ဆိုတဲ့အရာကိုကျွန်မပြောချင်ပါတယ်အာမင်ဖျားခင်ကိုချီးမွမ်းခြင်းကျမတို့မလျှော့ဘဲနဲ့ဆက်လက်ပြီးတော့ချီးမွမ်းရအောင်ဒီချီးမွမ်းခြင်းနဲ့ပတ်သက်ပြီးတော့ဗောနော်တမန်တော်ဝိတ္ထုအခန်းကြီး16ငယ်25နဲ့26မှာလည်းတွေ့နိုင်တာဖြစ်တယ်ပေါလုနဲ့တီလာတို့ကတဲ့ပထနာပြုတ်ရဲ့ဖျားခင်ကိုချီးမွမ်းလက်တခြင်းဆိုကြ၏တဲ့ပေါလုနဲ့တီလာဆိုတာကဗောနော်ယေရှုရဲ့ကယ်တင်ခြင်းအကြောင်းကိုဝေငှလက်သူတို့ကထောင်ကြတာဖြစ်တယ်သူတို့တက်တာထဲမှာဖျားခင်ကိုပထနာပြုတ်ရဲ့ချီးမွမ်းလက်တခြင်းဆိုတဲ့အဲ့လိုမျိုးချီးမွမ်းတခြင်းဆိုတဲ့အချိန်ကကျမတို့လိုပဲလွတ်လွတ်လပ်လပ်နေတဲ့အချိန်မဟုတ်ဘူးသူတို့ကဘယ်အချိန်မှာဖျားခင်ကိုချီးမွမ်းတခြင်းဆိုလဲဆိုလို့ရှိရင်ထောင်ထဲမှာအာမင်သူတို့ကထောင်ထဲမှာချီးမွမ်းတခြင်းဆိုတယ်ဒီအရာကိုချစ်ခြင်းအဖြစ်ကျမခွန်အားရတာကပေါ့နော်သူတို့နှစ်ယောက်ကပေါ့နော်တကယ်ဆိုလို့ရှိရင်ကျမတို့ဆိုလို့ရှိရင်ပေါ့နော်အိုးကိုရောအဖြစ်ဒီမှာထောင်ထဲမှာထောင်ချနေတယ်လွတ်မြောက်ခြင်းပေးပါကိုရောတစ်ပဲလို့တာမဟုတ်ဘူးလားကိုရောပဲကဲတင်ပေးပါဆိုပြီးတော့ကျမတို့ဆိုလို့ရှိရင်ပေါ့နော်ဖျားခင်ကိုကျမတို့အပြစ်တင်မယ်ဒါမှမဟုတ်ဖျားခင်ကိုဒီကနေလွတ်မြောက်ဖို့ရန်ကျမတို့တောင်းလျှောက်မှာဖြစ်တယ်ဒါပေမဲ့ဒီပေါလုနဲ့တီလာဟာဆိုလို့ရှိရင်သူတို့ကဖျားခင်ကိုတခွန်းမှမတောင်းလျှောက်ဘဲနဲ့သူတို့ကဘယ်လိုမျိုးသူတို့တက်တာထဲမှာဘယ်လိုတက်ရှင်လဲဆိုလို့ရှိရင်သူတို့ကဖျားခင်ကိုချီးမွမ်းလက်တခြင်းဆိုလေ၏တဲ့အာမင်ဖျားခင်ကိုခေါ်ဖိတ်တယ်ဖျားခင်ကိုနေရာပေးတယ်ဖျားခင်ကိုချီးမွမ်းတဲ့တခြင်းဆိုတဲ့ဖျားခင်ကောင်းမဲ့ခြင်းအကြောင်းကို
သူတို့ကချီးမွမ်းတဲ့အခါမှာတဲ့ထောင်ထဲမှာရှိတဲ့သူတွေအားလုံးကလည်းအဲ့ဒီຢာကိုကြားတယ်ကြားတဲ့အခါမှာချက်ချင်းပဲပေါ့နော်အဲ့ဒီမှာရှိတဲ့တကားရှိသမျှတို့ဒီချက်ချင်းပွင့်၍လူအပေါင်းတို့ဒီနောင်ဖွဲ့ခြင်းနဲ့လွတ်ကြ၏တဲ့ဆိုတဲ့အခါမှာပေါ့နော်ဒီမှာလူအပေါင်းတို့တွေကသူတို့ကထောင်ကြတယ်ဒါပေမဲ့ပေါလုနဲ့တီလာတို့ရဲ့ချီးမွမ်းခြင်းအဖြစ်ဖျားခင်ကိုခေါ်ဖိတ်ခြင်းအဖြစ်ဖျားခင်ကိုကယ်ဖို့ရန်အတွက်သူတို့မခေါ်ဖိတ်ဘဲနဲ့ပေါ့နော်ဖျားခင်ကိုချီးမွမ်းခြင်းအဖြစ်သူတို့ထောင်တကားတွေပွင့်လျက်သူတို့ဘဲမဟုတ်ဘဲနဲ့ချီးမွမ်းတဲ့သူဘဲမဟုတ်ဘဲနဲ့ထောင်ကျနေတဲ့သူအရောက်စီတိုင်းရဲ့ချီနှောင်တဲ့အရာတွေအားလုံးလည်းပွင့်ထွက်တဲ့ဆိုတဲ့အရာကိုကျမတို့ဒီနေရာမှာတွေ့ရတာဖြစ်တယ်အာမင်အရာကိုချစ်ခြင်းအပြင်ကျမတို့ဘုရားခင်ကိုခေါ်ဖိတ်ခြင်းချီးမွမ်းခြင်းသူ့ကိုနေရာပေးခြင်းဟာဆိုလို့ရှိရင်ကျမတို့ကိုလွတ်မြောက်စေတာဖြစ်တယ်အာမင်မိတ်ဆွေကပြောမယ်ငါကထောင်မှမကြတာငါကချီးမွမ်းဖို့မလိုဘူးပြောချင်ပြောမယ်ပေါ့နော်ကျမတို့တခါတလေကျရင်ကျမတို့ထောင်မကြပေမဲ့လည်းကျမတို့ရဲ့ခန္ဓာစိတ်ဝိညာဉ်ကမကျန်းမာတဲ့ချိန်ရှိတယ်ပြီးတဲ့အခါမှာကျမတို့ရဲ့စိတ်တွေပေါ့နော်ကျမတို့ချီနှောင်တဲ့အချိန်ရှိတယ်ပြီးတဲ့အခါမှာတယောက်နဲ့တယောက်ပေါ့နော်ကျမတို့နားမလဲတဲ့အရာတွေပေါ့နော်ကျမတို့ရှိနိုင်တယ်ပေါ့နော်အဲ့ဒီအရာတွေကျမတို့ကြုံတွေ့တဲ့အခါမှာကျမတို့အနေနဲ့ဘယ်လိုဖြေရှင်းမလဲဆိုလို့ရှိရင်ကျမတို့ဘုရားခင်ကိုခေါ်ဖိတ်လက်ချီးမွမ်းလက်ဘုရားခင်ကိုနေရာပေးလက်ကျမတို့ကဘုရားခင်ကိုချီးမွမ်းဖို့ရတကယ်ပဲလိုအပ်တာဖြစ်တယ်ခေါ်ဖိတ်ဖို့ရတကယ်ပဲလိုအပ်တာဖြစ်တယ်အာမင်သူဒီငါကိုခေါ်တော့ခါငါထူးမိဒုက္ခခံရတော့ခါသူ့ဘက်မှာငါနေ၍ချမ်းသာပေးမိဘုရားခင်ကချမ်းသာပေးမိဆိုပြီးတော့သူကဂရုတော်ပေးတယ်သူ၏ဘုန်းကိုလည်းထင်ရှားစေမိအာမင်အဲ့ဒီအရာတွေအဖြစ်ဘုရားခင်ကအရောက်စီတိုင်းကိုကောင်းချီးပေးပါစေကျမတို့တက်တာထဲမှာနံပါတ်ခေါင်းစဉ်3ခုပေါ့နော်ကျမပြောတယ်ဒီနေ့ကျမတို့ကိုးကွယ်တဲ့ဘုရားခင်ကကျမတို့တက်တာထဲမှာလိုချင်တဲ့အရာကဘာလဲဆိုလို့ရှိရင်ချစ်ခြင်းကျမတို့ကသူ့ကိုချစ်ဖို့ရန်ဘုရားခင်ကလိုအပ်တာဖြစ်တယ်သူကကျမတို့ကိုချစ်တဲ့ကဲ့သို့အာမင်ကျမတို့အချင်းချင်းချစ်တဲ့ကဲ့သို့သူ့ကိုလည်းကျမတို့အမြဲတမ်းချစ်ဖို့အမြဲတမ်းချစ်ကြောင်းပြောဖို့အမြဲတမ်းမေတ္တာပြဖို့ရန်ဘုရားခင်လိုအပ်တာဖြစ်တယ်ပြီးတဲ့အခါမှာတည်ခြင်းဘုရားခင်နာမဘုရားခင်ဖြစ်ခြင်းဘုရားခင်တတ်နိုင်ခြင်းအရာတွေကိုကျမတို့ဝန်ခံလျက်သူ့ကိုတည်ဖို့ရန်ဘုရားခင်လိုတော်ရှိတာဖြစ်တယ်နောက်ဆုံးအနေနဲ့ခေါ်ခြင်းပေါ့နော်ဘုရားခင်ကိုကျမတို့အမြဲတမ်းခေါ်ဖိတ်လျက်သူ့ကိုနေရာပေးဖို့ရန်ဘုရားခင်ကကျမတို့တက်တာထဲမှာအလိုတော်ရှိတာဖြစ်တယ်အဲ့ဒီအရာတွေကကျမတို့မလေးရှားမှာနေရင်လည်းဘုရားခင်ကိုကျမတို့ခေါ်ဖိတ်ရမယ်ချစ်ရမယ်တည်ရမယ်တတိယနိုင်ငံရောက်ရင်လည်းကျမတို့အဲ့ဒီအရာတွေကိုပဲကျမတို့ကဆွဲကင်ဖို့ရန်ဘုရားခင်လိုတော်ရှိတာဖြစ်တယ်အာမင်အရာတွေအဖြစ်ကျမခွန်အားပေးချင်ပါတယ်ရောက်စီတိုင်းပေါ်ဘုရားရှင်ကောင်းချီးပေးပါစေကျမတို့အားလုံးမတက်ရက်လက်ပေါ့နော်ကျမတို့တချင်းမဆိုတော့ဘူးပေါ့နော်ကျမတို့တက်တာကိုကျမတို့စိတ်ကအနိုင်ရအောင်ဒီကနေ့ကျမတို့အထူးကျမဝေငှားတဲ့နှုတ်ကပတ်တော်အဖြစ်ဒီကနေ့ကျမတို့တက်တာကိုပြန်လဲပြီးတော့စိတ်ကအနိုင်ဖွင့်ကျမခေါ်ဖိတ်ချင်ပါတယ်ကျမတို့တခါတလေကျနှုတ်ကပတ်တော်ကြားနာရုံပဲပေါ့နော်ကျမတို့ကုံဆုံးတတ်တာဖြစ်တယ်အဲ့ဒီအရာတွေအဖြစ်ကျမတို့စိတ်ကအနံ့ဖို့ရန်တကယ်ပဲလိုအပ်တာဖြစ်တယ်ကိုရောကိုတည်ချင်တယ်တာ၍တည်ချင်တယ်လေးလေးနက်နက်တည်ချင်တယ်ဆိုပြီးတော့ကျမတို့တက်တာကိုကျမတို့စိတ်ကအနံ့နဲ့ဆိုလို့ရှိရင်ဘုရားခင်မိတ်ဆွေတက်တာထဲမှာအထူးပဲပေါ်ပြမှာဖြစ်တယ်အာမင်ကျမဒီနေ့ဝင်ငှားတဲ့နှုတ်ကပတ်တော်အဖြစ်ကျမတို့စင်ချင်နှလုံးသွင်းလက်ဝိညာဉ်တော်ဘုရားကိုကျမတို့ခေါ်ဖိတ်လက်ကျမတို့ဆုတောင်းအနံ့ရအောင်ဟာလေလုယာရှာရာပါ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 ဝိညာဉ်တော်ဖဖျားကိုကိုခေါ်ဖိတ်ပါဝိညာဉ်တော်ဖဖျားတရှင်တော်ဖဖျားကိုရောဟာတရှင်တဲ့ဖျားဖြစ်တဲ့ကဲ့သို့ဒါတို့သမီးတို့တက်တာထဲမှာလေအမြဲတမ်းတက်တဲ့ထူတော်ဖျားခင်ဖြစ်တဲ့အတွက်ကြောင့်ကိုရောကိုကျေးဇူးတင်ပါရှာရာပါ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 အမြဲတမ်းလုံးတော်မူတော်ဖဖျားကိုရောကိုကျေးဇူးတင်ပါရာပါ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 ဒီမှာရောက်ရှိလာကြတဲ့လူငယ်များရောက်စီတိုင်းဒီမှာရောက်ရှိလာကြတဲ့ယုံကြည်သူများရောက်စီတိုင်းဒီမှာရောက်ရှိလာကြတဲ့ရောက်စီတဲ့တသက်ထဲမှာကိုရရှင်ဖဖျားအတ္တဖန်ကောင်းကြည်ပေးတော်မူပါအတ္တဖန်လုံးတော်မူပါအတ္တဖန်ကိုရောရဲ့တို့ထည့်ခြင်းကိုခံစားရတော်ခွင့်များကိုရရှင်ဖဖျားပေးသနာတော်မူပါကိုရောကိုခေါ်ဖိတ်ပါ
Oh, rapa pa 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 pa. Oh, Groko Jesu de Mai. Guroha Gami to Piakin Pide. Oh, Guroha Yakatengo Pansin de Piakin Pida Pide. Guroha Miera Nite Piro Muto Piakin Pide. Guroha Timida Piakin Pida Pide Guro. Groko Jesu de Mai. Gure Gami Chin. Gure Jimmy Chin. Guro Pede Tema Chin. Guro Pede Yakatengo Groko Jesu de Mai. ဒီကနေ့မြန်မာစစ်စင်မှာလဲကိုရရှင်ဖဖျားဤများလောက်တော့ယုံကြည်သူများကိုကိုရရှင်ဖဖျားပို့ဆောင်ပေးတဲ့အတွက်ကြောင့်ကိုရကိုကျေးဇူးတင်ပါတယ်အရောက်စေတသားများကိုကိုရရှင်ဖဖျားကောင်းချီးပေးတော်မူပါသူတို့ရဲ့ချိန်များကိုကြိုးရှိစွာကိုရဗိမာန်တော်ထဲတော်အသုံးပြုခြင်းအဖြစ်ဒီကနေ့မကြမ်းမာတဲ့သူများကိုကိုရရှင်ဖဖျားတည်တဖန်ကြမ်းမာခြင်းများပေးတော်မူပါခန္ဓာစိတ်ဝိညာဉ်ကိုကိုရဖဖျားကြမ်းမာခြင်းပေးတော်မူပါမကြမ်းမာတဲ့သူများကိုကြမ်းမာခြင်းပေးအောင်တာမကဘဲနဲ့ဒီမှာရှယ်ရောက်စေလုပ်ငန်းကငန်းဆောင်တာများမှလည်းကိုရရှင်ရဲ့အတူပါရှိခြင်း boss များရဲ့မေတ္တာရခြင်းကိုလည်းကိုရရှင်ဖဖျားထူပေးသနာတော်မူပါဒီကနေ့ဝေငါတဲ့နှုတ်ကပတ်တော်အတွက်လည်းကိုရကိုကျေးဇူးတင်ပါ၏ကိုရပေးတဲ့နှုတ်ကပတ်တော်ဖြစ်တဲ့ကဲ့သို့ဒီမှာရှိတဲ့ယုံကြည်သူများရဲ့သက်တာထဲမှာအေးရများအဖြစ်ထူပဲတည်ဆောက်ခြင်းကိုရရှင်ဖဖျားဖြစ်စေတော်မူပါကိုရကတတ်သမီးတို့ရောက်စေတဲ့သက်တာထဲမှာကိုရရှင်လိုချင်တဲ့ချစ်ချင်းမေတ္တာတိုင်းတယောက်နဲ့တယောက်ချစ်လျက်ကိုရကိုအစင်မြဲချစ်ရတော်သူကိုရရှင်ဖဖျားဖြစ်စေတော်မူပါကိုရထန်တဲ့မြေရန်အိုကိုရနာမတော်ကိုတီးလျက်ကိုရနာမတော်ကိုဝင်ခံလျက်ကိုရနာမတော်ကိုယုံကြည်လျက်ကိုရနာမတော်တန်မြဲတဲ့လိုက်လျှောက်တဲ့ရှင်တော်သူများကိုရရှင်ဖဖျားဖြစ်စေတော်မူပါဒါတို့သမီးတို့ဒုက္ခရောက်သည်ဖြစ်စေကောင်းစားသည်ဖြစ်စေကိုရကိုအမြဲတမ်းခေါ်ဖိတ်တော်တက်တာကိုရရှင်ဖဖျားဖြစ်စေတော်မူပါโอ้กรရှင်ဖဖျားကိုကိုကျေးဇူးတင်ပါ၏ဒီမှာရောက်ရှိလာကြရောက်စီတိုင်းကိုကိုချီးမွမ်းကိုးကွယ်တဲ့အခါမှာကိုရှင်သူပါရှိတဲ့ကဲ့သို့ဤကဲ့သို့ကိုရမျက်နာတော်ကိုဖူးမြော်ခြင်းကိုကိုအချိန်ပေးခြင်းအပြင်ကိုရှင်ဖဖျားသူရဲ့တက်တာထဲမှာအထူးပဲထူးခြားသောတက်တာကိုရှင်ဖဖျားဖြစ်စေတော်မူပါထူးပဲအလုံးလုံးတော်မူပါပေးဆိုနေတဲ့တကားများပေးဆိုနေတဲ့လမ်းများကိုကိုရှင်ဖဖျားဖွင့်ပေးတော်မူပါကိုကိုကျေးဇူးတင်ပါ၏ချင်းမကိုကိုချင်းထဲမှာသူပါရှိတော်မူသောဖဖျားကိုကိုကျေးဇူးတင်တယ်ဗိမာန်တော်ထဲသို့ကျမ်းမာစွာနဲ့ပို့ဆောင်ပေးတဲ့ကဲ့သို့ဤတရားကနေပြင်လဲပြီးတော့ထွက်ခွာတဲ့အခါမှာလဲကိုရှင်ဖဖျားအရောက်စီတိုင်းကိုဆောက်ထင်းကွယ်ကားတော်မူပါကျမ်းမာစွာနဲ့အိမ်ရောက်ရတော့ခွင့်ကိုရှင်ဖဖျားပေးတော်မူပါလုပ်ငန်းကိုင်ငန်းတိုင်းပေါ်မှာလဲအောင်မရတော့ခွင့်များပေးပါမည်အကြောင်းဒီနေ့စီစဉ်တိုင်းအတွက်ကျေးဇူးတော်ကိုချီးမွမ်းရင်ကိုရနာမတော်ကိုဝင်ခံလေယေရှုနာမနဲ့ဆုတောင်းစကန်နာပါ၏အာမင်ရောက်စီတိုင်းပြည့်ရှင်ကောင်းချီးပေးပါစေ